မင်္ဂလာပါရှင်မင်းရဲ့ channel မှာပြန်လည်ကြိုဆိုပါရစေခုတစ်ခါမှာတော့ဆရာကြီးရွှေတုံးဘီအောင်ရေးသားထားတဲ့ကန်ထူးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးချင်တာပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်ကန်ထူးမတ်တန်းသည်ညီမ၃ယောက်တို့တွင်အကြီးဆုံးဖြစ်သဖြင့်မတ်သိန်းနှင့်မတ်တောင်းတို့ထက်မာနခက်ထန်၍မိမိသားချင်းဆွေမျိုးမှလွဲပြီးယောက်ျားဆိုလျင်မဆက်ဆံမဲအဖက်မတန်သလိုလက်မခံမဲနေခဲ့လေစတရေဥပေတို့မှာသမီးကြီးမတ်တန်းအတွက်အခက်ကြီးရောက်ရရက်မီတောက်လျက်ဟောဒင်းတော်ဖြင့်တနေ့ကြလင်ခွေးကြမှာမြင်ရကြည်သေးရဲ့ဟုမကြာခဏညှိညူမိလေအကြောင်းမူကားအမိဖများကသမီးကညာအခါမလင့်စေရဟူသည်နှင့်အညီတင့်လျော်သူများနှင့်ညီယာချထားရင်တိုင်ပင်ဆွေးနွေးရမရလာ၍ဆက်ဟပ်သူမိဘရှင်များကြားလူများတို့အားအရှက်တကွဲမျက်နှမွေးနှင့်အိမ်ကိုပြန်ပြေးရအောင်ခက်ကြမ်းကြမ်းလေးပေါက်ဖြင့်ချင်းချောက်၍လှုပ်စမြဲသည်သားရှင်မိဘများနှင့်ကြားလူအောင်တွေတို့မှာမတ်တန်းပေါ်တွင်ယွန့်ကြောက်မုန်တီကြလေဟာဒီတောက်ကမ်းမမျိုးများမတ်မနေပါနဲ့ကွာမနှောဆိုးအပြောဆိုးတခြားမိန်းမရှားယူပါဗမာနိုင်ငံကြီးမှာမိန်းမချောတာလောက်မရှားသေးပါဘူးဒင်းရုပ်လှပေမဲ့နှုတ်ကစွာတဲ့ဟူသောအဖြေမျိုးကိုရေလဲနှင့်သုံးနေကြပြီတော့ဤကဲ့သို့သောအဖြေဆိုးများကိုကြားရတော့လဲကာလာသားများမှာလက်မလျှော်ပဲ theory တွင်ရှုံးစေကမူလဲ practical လက်တွေ့စုံစမ်းရန်ကြိုးပမ်းကြလေကူလီအစအရာရှိအစုံပူးပန်းသူအားလုံးတို့မှာတနေ့16ခါစတိုင်များ၍လမ်းတလားကြခြင်းတို့ကြောင့်ဥပေတိုးဤအင်ရှိလန်းသည်ရူလာမြေလိမ့်ဆက်လိမ့်ထားသည့်မြေသလင်းပမာညီညာ၍နေလေထို့တဲ့ခဲ၍အရေးစွန်သောဂုံတရီရှိကာလာသားများမှာအိမ်ဝင်းချံအတွင်းသို့ဝင်လိုကြသဖြင့်အကြောင်းတစ်ခုရမဲရှာ၍မိမိတို့၏ဝစ်စားတန်စာများကိုပင်ပါဝါရှိသလောက်ဝစ်စင်ကြပြီလျှင်လက်ပတ်နာဤခါစီမဖလာမျက်မှန်ထုတ်ကောက်ပါဆိုသောစတိုင်မျိုးနှင့်လာသူကလားမန္တလေးသားအတွင်ရင်ရင်ကြည်ကြည်နွဲ့နွဲ့ကလေးလာသူကလားဖင်စီဘိုးရှက်အင်ကြီးများကိုလက်ပင့်၍ဘိုးပေါင်းပြီးပွက်ပွက်ခါခါကြီးများကိုဝိ၍ပေတင့်ဟိုက်ဖနက်ကလေးများကိုစီး၍တော့၎င်းစင်ကတိပါပိန်းတန်းကလေးစီး၍တော့၎င်းရှမ်းစော်ဘွားလူလူကောင်းပွိုင်လူလူယခုပေါ်သည့်လန်ဒန်မြေပဲယူစတိုင်မျိုးနှင့်လာသူကလားဖက်ဖူးသွေးကောင်းပေါင်းကိုစတိုင်ကြကောင်းပေါင်းပေါင်းပြီးဖက်ဖူးသွေးမန္တလေးလုံကြီးဘန်ကောက်လုံကြီးစသည်တို့ကိုဝစ်ဆင်၍အောက်စ်ဖို့ပေတင့်ရှူးကိုဖင်စီပိုးချီအိမ်နှင့်စီးနှင်းအပေါ်အင်ကြီးအယ်ဘကာနှင့်စတိုင်ပန်လျက် secret လက်ကြားညက်ညာဘက်လက်ကစာရွက်ကလေးကိုင်းကားဝစ်လုံတော်ရလူလူချွတ်ချုံတော်ကြလူလူစတိုင်မျိုးနှင့်လာသူကလားလာသမျှတပ်ပရနန်ကာလာသားတို့မှာမတ်တန်းနှင့်မှန်းချီမကိုက်ပဲတိုက်ကားခေါ်ခွေးဘလူကြီးနှင့်ကြိုက်စီရင်ရှူတိုက်၍ပြီးသဖြင့်ဖနှောက်နှင့်တင်ပါတသားသေးကြရအောင်ဒုံဆောင်၍ပြန်ခဲ့ရသူသားများ၏ယခုအခါကာလာသားတစုတို့ဤစိတ်မှာမတ်တန်းဆိုလင်ငချောက်ပြားလန်ကော့နောက်များတန်ပေါ့ဟုဆက်လန်းနှင့်ကြော်လိုက်ခြင်းကြ၏မတ်တန်းအကြောင်းပါလာလင်ဘေးမတ်တန်းလေးဟိစီမိတန်းပေါ့ကွအလကားရတောင်မလို့ခြင်းဘူးယူတော်မူပါလို့လာချော့တောင်ကြော့ပါသည်ရဲ့လို့ပြောလိုက်မယ်ဟု practical အယူခံရှုံးသူတို့ဤနှုတ်ဝါတွင်တလှုပ်လှုပ်တရွရွစကားချင်းဆိုကြသောမြစ်တာကြောင့်မတ်တန်းမှာတနေ့တခြားလှခြင်းတိုင်းလှလာပြီးအလားတုံးကြီးအချောတုံးကြီးဖြစ်၍နေလေနှုတ်ကလည်းတနေ့တခြားဆိုင်ကလုံးအပြင်တိုင်ဖုံးဆင်လာ၏မသိမ်းမှာနောက်ပြောင်းလာသောမြို့အုပ်တယောက်နှင့်ထိမ်းများ၍မတ်တောင်းမှာဆရာဝန်တယောက်နှင့်ထိမ်းများလက်တက်ကားပြီးစီးကြလိမ့်မည်တခုသောနက်နက်တွင်ဥပေတို့သည်စားတစောင်ကိုလက်ကကိုင်း၍မတ်တန်းကိုခေါ်လေဟဲ့သမီးဘာလုပ်နေသလဲဒီမှာစားတစောင်ရောက်လာတယ်အကြည့်စမ်းဒေါ်နော်ယူဆိုတာတို့မိတ်ဆွေကြီးပေါ့ပစ္စည်းကလည်းတို့ထက်ချမ်းသာသေးတယ်သူသားမောင်တန်းညွန်းဆိုတာအစိုးရရှိနေကြီးအလုံးနဲ့အဲ့ဒီလိုလူများကိုမှငါသမီးကွာလုံနေမယ်ဆိုရင်ဘေဘေတို့တော့လူပြည်နေဖို့တောင်မကောင်းတော့ဘူးလူကြီးချင်းမျက်နှာပြက်မှလည်းစိုးရတယ်ဒီလကုံရုံးပိတ်ရမှာလာလိုက်မယ်ဒီရင်ကလူတွေကိုကွာလုံလိုက်တာရှိပါစီတော့အခုတော့ငါသမီးပြောသလိုဥစ္စာမတ်တဲ့သူလည်းမဟုတ်တော့ဘူး
သူတို့ကိုယ်တိုင်းကအင်မတန်ပစ္စည်းရှိနေတာရုပ်ချောတာဆိုလေသူတို့ရနိုင်တာပဲအစိုးရရှိနေကြီးသမီးရဲ့ဘယ်နဲ့လဲသမီးအဲ့ဒါပဲဖေဖေယောက်ျားမရှိဘဲနေရတာစိတ်ချမ်းသာတယ်သူတို့ဝိတရားတွေလောက်ရကန်ရတာအင်မတန်ဆက်ဆုပ်တယ်တန်းတယောက်ထင်းနေပြီးအဖေအလုပ်တွေကိုကူညီပြီးလုပ်နေရတာကအင်မတန်စိတ်ပျော်စရာကောင်းသေးတယ်။အိုးသမီးနဲ့အိမ်မှာအစီခံနေဘွိုင်းတွေများများထားလိုက်တာပေါ့။သမီးစိတ်ချမ်းသာတယ်လို့နေပြီးအိမ်တွင်းမှုစီမံတာပေါ့။ကဲလီဒါဖြင့်လူကြီးခက်ပြစီအောင်။ဖေဖေစကားလေးနားထောင်တဲ့ထောင်ရတာပေါ့ဟုပြောပြီးဝမ်တွင်ကဒီကမ်းမှသားတော့လာပါလိမ့်စီတိုက်ကားနဲ့နှုတ်ဆက်လိုက်မယ်ဟုမှတ်ချက်ချထားလိုက်လေအိမ်တွင်အလုံများကိုလည်းမိမိတခုမှမလုပ်ဘဲအစီကံများအပေါ်မှာနေ့စဉ်မြည်တွန်ကျိမ့်မောက်လေးရှိသဖြင့်မတန်းဆိုရင်မိဘချောင်းကလူများမှာငှက်ဖျားတက်တယ်လို့တုံ၍လာကြလေမသိနှင့်မတောင်းတို့မှာမိမိတို့လင်းသားများနှင့်တိချနေပြီတခါတရံအလေလာသောအခါမိမိတို့မှာအိမ်တွင်ကိစ္စဘာဟိယကိစ္စထွေများသောကြောင့်ရုတ်တရက်မလာအားမလဲအားကြောင့်များကိုပြောသောအခါမတန်းကဟေးခွေးစကားတွေပြောမနေနဲ့ညီတို့လင်ကိစ္စတားကိစ္စကိုဂုံရှိလာပြီးထင်ပြီးပြောမနေကြနဲ့နားခိုင်းဆရာဝန်ကတော့မြို့ဥကတော့ခေါ်ခံရတာနားစိတ်ကြပြီကိုအိမ်မှကိုလာခြင်းတိုင်းမလာကြရဘူးလင်တွေကြောက်နေရတယ်လင်းယူတာဘာအသုံးကြတယ်လဲညီတို့လင်းတွေကပတ်ဆက်နေရုပ်ကိုမျောကိုပြီးယူကြတာထွေးအလကားအလုပ်တွေစသဖြင့်လာလေတိုင်းမျက်နှာကောင်းမရတတွတ်တဖွားဖွားခဏရေရွလေးရှိမာလီကလာဘီယန်စင်းနဲ့ဒရဝန်ယမရတ်တို့ကိုမတန်းအကြောင်းမေးကြည့်ပါကအဒေးဘာဘူးမိမဆက်အချာနေလက်ကတိစီကတိမာရာရူချီကလီတီတာဟူသောအဖြေမျိုးကိုကြားရပေလိမ့်မည်။ဒီနေ့သောညနေခင်းတွင်သမက်ဖြစ်သူမျိုးအုံမင်းမောင်ပါတန်နှင့်ဆရာဝန်မောင်တင်ရွှေတို့သည်ဥပေတိုနှင့်စကားဝိုင်းဖွဲ့၍နောက်သမက်လောင်းမောင်တန်းညွတ်အကြောင်းကိုဆွေးနွေးကြလေ၏။ဖေဖေရဲ့မောင်တန်းညွတ်ဟာလည်းကျွန်တော်တို့နဲ့ခေါ်လိမ့်မှာတငယ်ချင်းပဲ။နောက်တော့အင်္ဂလန်မှာဝစ်လုံစာမှုပွဲအောင်ပြီးဂရီးအင်းဆိုတဲ့ဝစ်လုံအဖွဲ့မှာဝင်နေတယ်။မြမပြည်ပြန်လာတာအခါလေလောက်ရှိအောင်မယ်။သူလဲလူတစ်မျိုးပဲ။သူများမတင်ချင်တဲ့ဘာသာကိုသူတင်တယ်။သူများအထမမြောက်ဘူးဆိုရင်သူရအောင်လုပ်တယ်။သူအမြဲပြောလိရှိတဲ့စကားကကြိုးစားလင်အောင်မြင်ရမည်တဲ့။ဒါကြောင့်တငယ်ချင်းတွေကသူ့ကို moderate ကြီးလို့ခေါ်ကြတယ်။မိမများဟာရုပ်မာကြောင်းစိတ်မချရတဲ့အကြောင်းစသဖြင့်ဖျားဟောပါတီတွေဘာတွေရော့မိမများတော့ဒီတစ်သက်ယူမဲလို့စိတ်မကူးဘူးတဲ့တကယ်ကိုပါပဲဘေဘေရဲ့စိတ်တော်ခိုင်နေသူဗျာဘေးမိမကိုမှစကားပြောခြင်းရိုးဝင်နေခြင်းမပြုဘူးတခါတော့ဒီတန်းမှာမိုလီဒိန်းဆိုတဲ့အမေရိကန်မချောကလေးကသူ့အပေါ်ယူမတက်ဆွဲနေတာပေါ့ကျောင်းသားတွေကမိုလီဒိန်းကိုနောက်ပိုးကြမော်လီဒင်းကကိုတန်းညွန့်ကိုရှေးပိုးတယ်လို့ပြောကြပါစို့အတီလင်းကောင်းမလေးပါဇက်ကတောင်းပန်နဲ့သူ့ကိုလက်ထပ်ပါလို့လိုက်ပြောတယ်ကျောင်းတစ်ကျောင်းလုံးဟာစူးနေတာပဲကိုတန်းညွန့်ဖြစ်ပါတော့ငါပဲဖြစ်ပါတော့နဲ့နေတာပဲကိုတန်းညွန့်ကလည်းယောက်ျားချင်းတောင်ချစ်စရာသူကတက်နိုင်လို့စိတ်ဆိုးအောင်လုပ်အောင်ဘသူကမှအနာမယူကြဘူးจิตတီးရှိအောင်လှပါပြီတဲ့လူကကာယဗလလည်းကောင်းတော့ခံချောကြီးဖြစ်နေတာပေါ့ဒီပြင်တနာကမရှိတဲ့ယောက်ျားကလေးတွေလည်းရှိသားပဲဒါပေမဲ့သူနဲ့ရှင်လိုက်ရင်ချောတာတွေဘေးရောက်ကုန်မှမသိဘူးချက်ကလေးရေဆွတ်ထားတယ်လို့ကုတ်သွားတာပဲဥပေတို့ကဓာတ်နဲ့နေပါအောင်ကွမောင်ဖတန်းရဲ့ဘူးမကလေးကလက်ထပ်ဖို့ပြောတော့သူကဘာပြောသလဲကွာဟာဖေဖေနဲ့ဒီလူကလူကွာဆိုတော့စကားကိုပြမပြောလိုက်ဘူးပိတ်တလေးနဲ့ဘေးပြစ်တယ်လို့မင်းငါ့ကိုကြိုက်နေလို့အချိန်ကုန်ပြီးဟိုင်းသွားလိမ့်မယ်မင်းတို့လူမျိုးချင်းမိစ္ဆာချင်းကြိတ်ကြပါလားတဲ့ဘလောက်ကြက်တဲ့လူလဲလို့ဖေဖေရဲ့ဩဒါနဲ့ကိုတင်ရွှေဖက်စီယာ BA မှာတုန်းကမစ္စတာဘယ်ဆိုတဲ့ယူရေးရှင်းကိုမှတ်မိရဲ့လားဩလမ်ဘာဘယ်ကြီးလားမှတ်မိတယ်သူလေးကိုတန်းညွန့်နဲ့တော်တွဲလိုက်ပါသေးလားအေးလေ
ကိုတန်းညွန့်ကတွဲတာမဟုတ်ဘူးသူကလိုက်ပြီးတွဲတာမော်လီဒင်းကမစ္စတာဘဲလ်ကိုတန်းညွန့်နဲ့ဆယ်ဗာဂရစ်မှာနှစ်ယောက်တွဲကရအောင်ပြောပြနိုင်ရင်နောက်တစ်ပတ်မှာဘဲလ်နဲ့ကမယ်လို့ခတိခံလိုက်တော့ငလေကြီးကဒီပြင်လူတွေပေါ်မှာမော်လီဒင်းနဲ့တွဲကရတယ်ဆိုပြီးအသားယူခြင်းတော့ကိုတန်းညွန့်ကိုပါအောင်လှော်တာပေါ့ဒီတော့ကိုတန်းညွန့်ကကျုပ်တို့ဗမာလူမျိုးမှာမြောက်တွေစော့တယ်လို့မျက်စိရှုပ်เสียခုံပေါက်နေတာကိုမြောက်စိတ်ရှိတဲ့လူတွေမှသာဝါသနာရှိတယ်လို့ပြောလိုက်တော့ဘဲလ်လေတခါလေးယွန်းသွားတာပဲကိုတန်းညွန့်ကကြက်ဟင်းငါးသီးနဲ့တမာရွက်ပေါ်မှာမုတ်ကဲထားတဲ့စကားတွေပြောချင်တိုင်းပြောမော်လီဒင်းကကျန်တကာနဲ့ထရက်ပေါ်မှာစခရင်တကြားထည့်လောင်းလိုက်တယ်လို့အောက်မိနေတာပဲကျမဗုဒ္ဓဘာသာကိုယူပါမယ်ဗမာထမိန်အင်ကြီးကိုဝစ်ပါမယ်ဗမာထုံးစံအတိုင်းလက်ထပ်ပါကျမကိုရှင်ကမိစ္ဆာမလို့ခေါ်တယ်ဘာသာမှန်တဲ့ဗမာမဖြစ်အောင်ကဲတင်ပါလားတဲ့တနာစရာပါပဲဘေဘီကြာတော့ဂျားလူတွေကပါစိတ်ညစ်လာရတာပါပဲသူကတော့ဘူးဆိုဖယုံမသိတော့ပါဘူးဒါတောင်ကောင်မလေးကလက်မလျှော့သေးဘူးရှင်ပြောနေကြအောင်မြင်ရမယ်ဆိုတဲ့စကားအတိုင်းရှင့်မြစ်တာကိုကျမနိုင်အောင်တိုက်ယူမယ်လို့ကြိမ်သွားသေးတယ်သူဟုံးကပြန်လာရင်ထပ်ပြီးကြိုးစားမတဲ့သူ့အဖေကြီးနဲ့ချီကာဂိုကိုလိုက်မသွားခင်ဓာတ်ပုံတစ်ခုနဲ့စာတူလေးတစ်စောင်ပေးသွားတယ်စာအထိပ်ပေကတော့မှန်ကန်၍ရီမရောပဲမေတ္တာတုမေတ္တာရောင်တို့နှင့်မနှိုင်းရှင်အပ်သည့်မေတ္တာစစ်မေတ္တာမှန်ကိုပင်ငြင်းစွာပင်ဆွဲကင်လျက်မေတ္တာစစ်မေတ္တာမှန်အတ္တမန်တိမေတ္တာခဲကြီးအတွက်တိုက်ခတ်ရပါသောကျမမော်လီဒင်းသည်ကိုတန်းညွန့်ကိုအောင်မြင်ရမည်မဟိတ်ဓမာယာမှဖဲ့ခြင်း၍ဣဇတိကမှလှိုက်လိုက်လေးအမြင်ဖြစ်ပေါ်ပါစေသောမှန်ကန်သည့်အကြောင်းရင်းမေတ္တာစစ်ဟုဆိုလိုသည်ကိုလက်နက်ပြု၍တီကြည်ရဲဝင်စွာတိုက်သည့်သူရိကောင်းမှမော်လီဒင်းမှာတိုးတက်ပုံမူ၍နှစ်ထပ်ကွန်းလက်နက်ကိုစောင့်ထားပြီးတကယ်သူဖြစ်ပါသည်တဲ့အဆုံးမတော့ကိုတန်းညွန့်ကိုရအောင်ကြမ်းမယ်အောင်မြင်ရမယ်လို့ရေးတာပါပဲသူတို့လူမျိုးကကြိုက်လာရင်ရှက်နေတာမှမဟုတ်ပဲကြိုက်မရှက်လူမျိုးဖြစ်တော့ဒီစာကိုရတော့ကိုတန်းညွန့်ကရေတော်မှုရှာတယ်အာကဇွေးကောင်းတဲ့မင်းကလေးမျိုးပဲဆိုပြီးကျွန်တော်တို့ကိုလာပြတယ်နင်းနေလေးတနာလာတဲ့ချင်းမရဲ့ဓာတ်ပုံကိုသူ့ရွှေစည်းကရဘူးမှာပုံသွင်းထားတယ်စာရီလာတာဟာတပုံကြီးပဲလို့ကြားတယ်သူ့အသက်26နှစ်မှာရန်ကုန်ကိုပြန်လာအောင်မတဲ့အဲ့ဒီခါကျရင်တော့အစွမ်းကုန်ကြိုးစားပြီးအတနာခံမယ်တဲ့အခုမတ်တန်းနဲ့လက်ထပ်ပြီးရင်တော့သူမတက်နိုင်တော့ဘူးပေါ့အမေ9 နာရီတောင်ခွဲပါပကောမတ်တော်မောင်မျိုးအုံမင်းဤလက်ချသည်ခက်လန်းလန်းအခန်းတွင်ရှိမတ်တန်းဤနားတွင်ပြားဆွဲတကယ်သူရှိပြီစိတ်မေရီတွင်ကျောင်းနေစဉ်ကမိမိနှင့်အကျွမ်းတဝင်းချစ်ခင်ခဲ့ဘူးသူမော်လီဒင်းဤချစ်စရာကောင်းသောရုပ်ပုံသည်မတ်တန်းဤစက္ကူအကြည့်တဲ့အတွင်ထင်းလင်းစွာပေါ်လာပေ၏ဒီလူဟာအာကလူပါလားဟုအောက်မေး၍မောင်တန်းညွန့်အပေါ်တွင်လုံးဝအုပ်သုံးအလုံးစုံချစ်ခင်စိတ်မပေါက်သေးတော့လေခံချောကြီးဆိုတာကိုကြည်ကျင်တွေ့ကျင်စိတ်ပေါက်လျက်ရှိပေ၏မတ်တန်းဤရင်တွင်စိတ်သက်သည်အခြားယောက်ျားများအပေါ်တွင်အချစ်နှင့်ပတ်သက်လင်နွေရာသီပမာများစွာပူပြင်းခန်းချောက်လျက်ရှိခဲ့တော်လဲမတ်တော်မောင်များကမောင်တန်းညွန့်ဤအထုပ်ပတ်တီကိုမျက်ဝိနှင့်ဝိကျူကျင်းပနေခြင်းကိုကြားရစဉ်ဂိဏမာနဥဒုပင်ဖြစ်တော်လဲတိမ်တောင်ထစ်ချုံချိန်အောင်မြမိုးလုံးပြင်းထန်သွန်းချမိဟန်ကဲ့သို့မတ်တန်းဤရင်တွင်၌ဂျိုးချင်းချင်းဂျိုးချင်းချင်းဒိန်ဒိန်တက်ဖြစ်၍မိမိကိုယ်ကိုမြည်ကဲ့သို့ဆုံးဖြတ်ရန်ကိုစဉ်းစားရန်အပေါ်ထက်သို့စဉ်းစားခံဝင်လေ၏ဥပေတို့ကအမေနားထောင်ကောင်းကောင်းရှိတာနဲ့ပြောလိုက်ကြတာဟုတ်ပါ9 နာရီခွဲတောင်ကြောပေါ့ကောကဲမင်းတို့2 ယောက်စလုံးပဲဒီမှာထမင်းစားကြတိုင်မင်စရာကိစ္စရှိသေးတယ်ဘီဘီရေသူဟာဘယ်စိတ်ဘယ်လက်ပေါက်လို့များအိမ်တောင်ပြုစိတ်ပေါ်တယ်မသိပါဘူးကျွန်တော်တော့အင်မတန်အံ့ဩပြီးဝမ်းသာနေတာပဲ2 ယောက်စလုံးလူဆန်းကြီးပဲအသွင်တော့ဒူးနေကြပြီမတ်တန်းကိုစီမံဖို့လိုတော့တာပဲအဘကိုယ်တိုင်စီမံလျက်ကနေမှဒူနာမထောင်ရင်အခုတခါတော့အိမ်ကနှင်ပစ်လိုက်မယ်မောင်တင်ရွှေကကြားဖြတ်၍သူတို့2 ယောက်စလုံးစိတ်အထူးဆန်းတွေလူတစ်မျိုးတွေပဲအဲ့ဒါမှသာပြီးရေးဆက်ဆုံးဖို့ဖြစ်လာတာ
ကိုတန်းညွန့်ကောင်းမယ်စင်နေမယ်လို့အိမ်မက်မလားမတ်တန်းကောင်းမယ်စင်နေတယ်လို့အိမ်မက်မလားပဲအားလုံးရေမောကြလေထမင်းများစားတောက်ပြီးကြတော့အခါမောင်ဖတန်ကကိုတန်းညွန့်လာမှနေကောင်းရက်သားရွေးပြီးစီမံကြတာပေါ့သူလာမင်းဆိုတာဒီနေ့လာကုန်မယ်အခု3ရက်အတွင်းများရောက်လာမလားပဲမြို့ပေါ်ကဖိတ်ကြားဖို့လူစည်ရင်တွေတော့ကျွန်တော်တို့2ယောက်တာဝန်ပါဝေရီချမ်းကန်းလန်းရေးကိစ္စတွေအတွက်တော့မတ်သိန်းနဲ့မတ်တောင်းကိုရန်ကုန်လွှတ်လိုက်တာပေါ့မောင်တန်းညွန့်အမေဒေါ်နိုယူနဲ့တိုင်ပင်ပြီးဝေကြချမ်းကြပါစီအိမ်တွင်မှုကျွေးမွေးမှုဘက်ကခွဲခံထားစရာလူတွေအတော်များသားပဲဖေဖေဆက်သေးကလူတွေခေါ်ပြီးဝင်းချန်တွေကမြက်တော်အမိုက်တွေရှင်းခိုင်းမှအိမ်ကိုလည်းရှင်းလင်းပြင်ဆင်ထားဖို့တော့ပြီမောင်တင်ရွှေကကျွေးမွေးမှုကိစ္စမှာဒီကလူတွေအပင်မခံမဲနဲ့ရန်ကုန် Continental မှာမှားကြပြီးကိစ္စကုန်လွှဲလိုက်ရင်မကောင်းဘူးလားဒါကပတ်စံကုန်တာပေါ့ကိုတင်ရွှေရဲ့ဥပေတူကကုံချင်းကုံပါစီကွယ်ဒုက္ခငိမ့်တာပေါ့ဆလန်ဆာဟစ်ဆိုသောအတန်ဟောသည်ရောက်ခမနှင့်တမတ်တစုတို့၏မီတင်းကိုရုတ်တရက်ရပ်တန့်သွားစေ၏ဘဲကဝိုင်းရလဲဟာမဟုတ်တော့မှလွဲရောကိုတန်းညွန့်စီကထင်နေယနေ့အမြန်နဲ့လိုက်လာပြီတန်းညွန့်အားလုံးသောမျက်နာတို့မှာရှင်လန်း၍လာကြပြီအထူးသဖြင့်ဥပေတိုမှမှုရသောမျက်နာကြီးနှင့်လူတူးလင်းဆန်းကိုတမတ်တန်းရမည်ဖြစ်သောကြောင့်မနှက်ဖြန်မင်းတို့တငယ်ချင်းကိုမင်းတို့2ယောက်သွားကြကြပါဒီကကားနဲ့သွားကြမတန်းသည်အိမ်တွင်းရှိလူများကိုလင်းနီရန်တိုက်နေခိုက်ဖြစ်၍တန်ကြိုးစာလာကြောင်းမသိသေးပေသမင်းချက်စားတို့၏ချင်းရနန်းခါကနက်ပူးနေသောလက်နှင့်မမတန်းဘဘကြီးကချင်းနှန်းစာတစ်စောင်ပေးခိုင်းလိုက်တယ်မတန်း၏ရင်တွင်း၌ဒိုင်းဟိုင်းဟိုင်းဆိုဒိုင်းနမိုက်ပောက်ကွဲသွားလေဘက်၍ဆုံးသည်နှင့်တပြိုင်နက်တန်းညွန့်ဟူသောနာမည်သည်မိမိထက်ညွန့်၍နေချောင်းကိုတက်သေးခံသည့်အလားတကူလုံးမှာပိုးရွာကြပုံးတွေအုံနေတကဲ့သို့ဖြစ်နေလေ၏မတ်တော်မောင်မြို့အုံမင်းမောင်ဖတန်ကကိုတန်းညွန့်အားခန့်ချိုးကြီးဆိုသောစကားသည်နားရဲတွင်အမြဲကြားရောက်လျက်မတ်တန်း၏အာယုံ၌ဝရိန်သားကိုကြော်၍နေမာခေါ်တဲ့နတ်ပြည်ကနတ်သားလိုမှတ်ထင်စေကြောင်းထက်လောင်း၍ထောက်ခံချက်ပေးနေပြီတန်ကြိုးစာတွင်တန်းညွန့်ဆိုသောစလုံးတို့သည်တဖြည်းဖြည်းပျောက်ကွယ်၍လှကျင်တိုင်းလှပတဲ့တန်းညွန့်၏နေမိတရုပ်ပုံသည်ကွက်ကွက်ကွင်းကွင်းကြီးထင်းလင်း၍လာလေ၏မတ်တန်း၏အာယုံ၌မျက်ခုံးမွေးသိပ်ကောင်းမှာပဲဟုအောက်မေ့လျင်မကူကလားများဆက်လံပေးရမလောက်ဖြစ်ပေ၏နှခမ်းကလေးနီးနေမှာပဲဟုစိတ်ကူးလိုက်လင်ဟင်းသာပြရာကအကိုကြီးခေါ်ရပြီတွားကလေးများဖြူဖွေးပြီးညီညီညာညာစီရီဖြာနေမှာပဲလို့တွေးလိုက်လင်1000တန်ပလဲကုန်းကအရှုံးပေးရလေ၏ကိုတန်းညွန့်ဟာရုပ်ရောကိုလုံးကိုပေါရောအင်မတန်ကြက်တည်ရှိမှာပဲဟု၍မှန်းဆလိုက်သောနောက်ဆုံးစိတ်အာယုံသည်နေမိတတန်းညွန့်အားအာဘဒရာမြမကြီးတမျှမှတ်ထင်ရပေတော့၏ဤကဲ့သို့နာနာယုတ်တန်းညွန့်သည်ပင်လင်မတန်းဤတပိုင်းသောစိတ်တန်းချောင်းကိုဖျောင်းတဖွဲပြုလုပ်နိုင်စွမ်းရှိသည်ကိုထောက်ချင်သောဘာစနေအင်တာဗျူးအတွက်လာမည်ဖြစ်သောဝိညာဉ်နှင့်တကွတန်းညွန့်အစ်စ်ကိုယ်တိုင်ဖြင့်ဂဟေစော်ရလင်အရေးပြောသွားမှာကိုပင်ကျွန်ုပ်ရွှေတုံးအောင်ကြီးကစိုးရိမ်မိလေ၏နက်ဖြန်တွေ့ရတော့မယ်ငါဘလို့လုပ်ရပါမလဲဟူသောဝိစီကိစ္စသည်မတ်တန်းဤ32ကောသတတွင်ဥဒံယာဝဂေတာအစအာဒောယာဝနခာအထိတလေတွေလှဲပြီးမှွေနောက်၏ဘောပတတလောဟိဟတုဇီဝတိချေတုတ်သွေးရည်သည်မတ်တန်းဤဟာတရနှလုံးသားအထက်ထက်၌တစ်ဖြက်တစ်ဖြက်နှင့်တလက်လက်လှုပ်ရှားလျက်တအားကုံထုတ်လိုက်သောရေပေါက်ရေစက်ကလေးတို့သည်နှစ်ဖူးဆန်းဆက်နှာခေါင်းတို့တွင်စီတန်း၍နေကြပေ၏ချွေးဖြိုင်ဖြိုင်ကြ၍အသားတွင်ကက်လျက်ရှိသောဖြူနုသောပိုးရှံသားအင်ကြီးမှနဒါရောင်အသွေးသည်ဖွေးဖွေးကြီးပေါ်၍လာပေ၏ပရိတ်ကိုမြင်းမြင်းဆွဲလိုက်သောစပိန်ကဲ့သို့မလှုပ်တစ်ချက်လှုပ်တစ်ချက်နှင့်နှစ်ဖက်သောခြေပါဓာတ်တို့သည်မတ်တန်းအားအခန်းတွင်သို့ဖြည်းညင်းစွာယူဆောင်ရလေသည်၎င်းညတွင်အရာဝင်သည့်အချိန်မှစ၍မတ်တန်းသည်နှစ်ဖူးပေါ်လက်တင်ပြီးအလောင်းတော်မဟာဇနကနှင့်တီဝလိဒေဝီတို့၏ဇလံရုပ်ရှင်တွင်မောင်တန်းညွန့်ကိုဇနကမင်းသားအဖြစ်ဇက်လိုက်ပြုလုပ်စီလျက်မိမိကိုယ်တိုင်ကတီဝလိဒေဝီဇက်လိုက်မင်းသမီးအဖြစ်ပါဝင်အသုံးတော်ခံရာစစ်သူကြီးရွှေတိုက်စုထီတော်မူစသည့်သူများကိုညှင်းကျင်တိုင်းညှင်းဆဲ၍အရှက်ဘလူပင်ခွဲခဲ့တော်လဲအလောင်းတော်မဟာဇနက၏အလှည့်နှင့်ကြတော့တီဝလိကလက်လျှော်ရ၍အဆုံးသတ်၌စူလျာရစ်ဘက်လက်ထက်ထိမ်းများတော်မူဆဲဆဲတွင်
ဘာရာပကြဟိုးဟူအားဆိုသောစူးရှာသောအတန်နှင့်ဒရဝံရံမရက်ကတန်ချောင်းခောက်လိုက်ရာမတ်တန်းဤစိတ်ကူးချက်ဘိုင်းစကုတ်တက်ကမ်းမှာကပ်ပြား၍သွားလေ၏အကျိုးနေတော့ခွေးကလာနဲ့လူကိုလန့်သွားတာပဲနက်နက်ကြမှာတိရော့မယ်ဟုဒေါသနှင့်အိတ်လိုက်လေသည်မတ်သိန်းနှင့်မတ်တောင်းတို့မှာမိမိတို့၏လင်းယောက်ျားများကအားလက်သည့်အခါမောင်တန်းညွန့်၏အထုပ်ပတ်တီကိုတရုတ်တဲ့ပေါ်အောင်ပြောကြားပြီးဖြစ်သည်ဖြင့်ခဲအိုရောကိုလူစန်းဟာမမတန်းနှင့်ရေဆက်ဆုံးပြောမကုန်အောင်ဝမ်းသာပါရဲ့မမတန်းကြီးမာနတဲ့ဘဲနဲ့နေမယ်ညီးတည်ရဲ့လားဟုတယောက်တစ်ပြန်တန်ချက်ဟန်နှင့်ကမလူထိုးထိုးဤအလီလီသောသောမနသည်မနောဟရိယမှတတော်တော်ကြွလျက်နေကြပေ၏တူဆိုသောတင်မောဤဩဝတန်သည်တင်မောစိတ်ရှိသူများကိုပြပန်းခက်မြဖြစ်၍သွားစေ၏တင်မောပေါ်ရှိလူစုများကိုမျှော်ကာခေါင်းမော်မော်နှင့်နေကြသောခေမတော်များဤလေပင်မှာပထောင်မရီလူတထောင်မြရှည်သွားမတဲ့တဆန်ဆန်နေရလေပထမရန်ပြင်းပေါက်မှာလှပ၍ချစ်သည်ရှိသောယောက်ျားတစ်ယောက်ဤမျက်နှာသည်လှပြီဝင်းပမာထွက်ပေါ်၍လာပေ၏ဟီယာကူဘာရန်မလိုဂူတင်ရွှေ morning good morning ဟူသောနှုတ်ဆက်တန်းသည်တွေ့မြင်ရသူတို့ဤစိတ်ထဲ၌လူတွင်သားမကအတန်သာလှပါကလားဟုအောက်မေ့ကြပေ၏အထူးသဖြင့်မတ်သိန်းနှင့်မတ်တောင်းတို့စိတ်မှာသူတကာထက်ဒိဋ္ဌဘူမူ၍လှသဖြင့်မမတန်းနှင့်သားဆိုလျင်လာနှစင်းပြိုင်တလူမြိုင်ကြီးတင့်တယ်တာပဲဟုစိတ်ကူးရင်ယူနီဖောင်းတစ်တာလက်ဆွဲတရေအိတ်စသည့်ဝင်းသီးစလေတို့ကိုကားပေါ်သို့တင်ကြလေမိသွေးကေးပမာနက်လာစွာသောကျူလီယာကလမသည်တေးငယ်သောအသက်နှင့်ဗျာကျော်ဟုတခွန်းသာအွန်လိုင်းတော်၏အကြောင်းမူကားမောင်တန်းညွန့်၏ယူပါယုံတန်လိုက်ခဲကစက္ခုကိုလွှဲမရအောင်ဆွေးထားသည့်ပမာငေးမောကနေမိခြင်းဖြစ်၏သို့သောကာကောခေါ်ငှမဲစုကတစ်ချက်သေးထိုးပြီးမုံတစ်ခုကိုယူသွားမှတတိယပြီးဗျာကျော်ဟုအစွမ်းကုန်အော်ပြီးထွက်သွားလေသည်6ယောက်စီပြူအစ်စီရင်ကားကြီးသည်တခင်တစ်တယောက်ကိုထင်ဆောင်လာခဲ့ရသဖြင့်သွေးကြီးမွေးကြီးမထီလေးစားခန့်ခန့်ညာကြီးအိမ်ဝတွင်ရက်လေယနေ့အဖို့၌ဥပေတို့မှဥရွှေရိုးစတိုင်နှင့်ထိုင်းမလို့ထမလို့ကမလို့ခုံမလို့ရောင်တကားကနှင့်ဖရဏပီတိကွန်းစီထီတလို့အတိပန္ဒရဖြစ်၍နေလေသည်တိန်သားလုံးဤမျက်စိတို့သည်မောင်တန်းညွန့်အပေါ်တွင်ခြုံလျက်နေလေမောင်ပါတန်ကအင်္ဂလိပ်လိုဘဲနဲ့လေကိုတန်းညွန့်မိမမယူခြင်းတဲ့စိတ်တွေလွင့်ကုန်ပြီမဟုတ်လားဇာတိပရိတရေစိတ်ကတော့မလွင့်ပါဘူးမမရဲ့မျက်ရည်ပေါက်ကချင်းချောက်ပြီးလွတ်တာနဲ့ဖုံးကြီးမလုံနိုင်တဲ့အတူတူစိတ်ဟောင်းတွေပြောင်းပြီးစိတ်သစ်လောင်ရတော့တာပါပဲမောင်တင်ရွှေကကျွန်တော်တို့မကြီးတော့အကြောင်းတော့ကြားရမဟုတ်လားတော်တော်မာနထန်တယ်ခမားနဲ့တော့ဓာတ်တူနန်းတူပဲဘာနဲ့ကြားသူတစ်ပြန်ငါတစ်ပြန်တော်ကြာဘာသာကြားချီမသွားပါစေနဲ့ဟုပြောပြီး3ယောက်စလုံးရေမောကြလေခမရတို့မကြီးတော်ဟာမြို့ပေါ်မှာဟိုးဟိုးကြော်ဆိုတာအာဒီကစအန်တီမအစုံအကုန်လုံးသိပြီပါကျုပ်ကိုတော့မသားနိုင်ပါဘူးအတောင်20ဝိယောက်ျားပခုံးနှစ်ဖက်ကြားခေါင်းထွက်တော်လဲတာမင်ညဦးကောင်းမဟုတ်ပါဘူးအဖိုးတန်ဉာဏ်ပညာပြောနေတဲ့အုံနောက်ကိန်းအောင်တဲ့အုပ်ကောင်းမှာနာမည်ချင်းတောင်သူနဲ့တူရဲ့လားသူ့ထက်ညွတ်နေတယ်မဟုတ်လားဟုရေမောကပြောလိုက်လေမောင်ပါတန်ကခမရနဲ့ကြတော့သူပြောနေပုံပဲဒီရင်ငနဲတွေတော့ခွေးပြေးဝက်ပြေးပြေးကြရတာကြီးပဲတခါတော့ဘောင်းပိဘွားကြီးနဲ့တရုတ်တဆေးလူအကောင်ဟာနာမည်ကမောင်ညွန့်ဆိုထင်ပါရဲ့တိုက်ကားကနှုတ်ဆက်လိုက်တာပေါင်တစ်ခုလုံးသွေးချင်းချင်းหนีသွားတာပဲဘောင်းပိကြီးကားရနဲ့ပြေးလိုက်တာဗျာတနာစရာလဲကောင်းရဲ့ရေးစရာလဲကောင်းရဲ့ကိုတင်ရွှေနဲ့ကျွန်တော်ဆိုတာမတ်တန်းဆိုရင်အင်မတန်လက်နေဒီကနေ့ထီရောလူချင်းစကားတခွန်းမှမပြောဘူးဒါကတော့ကိုပါတန်ရဲ့အိတ်ချာရဂျင်းမင်းရဲ့အသက်ထူမြင်းဟာဘသူအစည်းမှမခံပောက်ကန်ပြီးတက်နေတာဟာဝေလူသူမနာကြတော့ဖက်ဖက်မောအောင်အစည်းခံရတယ်ဟုတ်စာကိုတင်ရွှေသူတခင်အစ်စ်ဟာဝေလူဖြစ်နေတယ်လို့ပေါ့မတန်းဟာလဲအခြားယောက်ျားတွေအပေါ်မာနသွေးကြီးတော်လဲကျုပ်ကိုတော့ဂါရဝပေးပြီးပဲလို့အောက်မိကြပါတော့ဟိုးတဲဆိုတဲ့စာဖြစ်မဖြစ်ကျုပ်စိတ်ကလည်းအိမ်ထောင်မပြုတ်ပဲမနေရလို့တွေ့ရရင်သူ့လူမျိုးတွေ့ချင်တာပဲ
အော်စကားမဆက်မော်လီရင်းစီကစာလာသေးလားပြုတ်တပုံကြီးပါပဲဗျာစိတ်လဲညစ်ခဲ့တနာတဲ့အခါလဲတနာရဲ့9 နာရီခွဲပြီဖြစ်၍အဖိုးထိုက်ဖိုးတန်းဟင်းမကန်များနှင့်ပြောနေသောထမင်းပွဲယုံကြီးတွင်မောင်တန်းညွန့်ကိုအမှုထား၍ဥပေတိုးပါဝိုင်းရန်၍စားကြလေဥပေတိုးသည်တမာတိမြို့ဝင်တဦးဖြစ်သည့်အားလျော်စွာမိမိအလှည့်ကျသဖြင့်ဤနေ့နက်နက်10 နာရီအချိန်တွင်လူကြီးယုံသို့ယုံထိုင်သွားရမည်ဖြစ်လေနေ့လေလောက်ယုံစီကိုရှောက်ခဲ့ပါလားမောင်တန်းညွန့်မောင်ဘတန်းလည်းဒီချိန်ခိတ္တနာတာပဲမောင်တင်ရွှေတို့လည်းတနေကင်းလုံးအားနေတာပဲဟုတ်တာပဲကိုတန်းညွန့်မှန်ပါခမကြွနဲ့မှာကျွန်တော်လာခဲ့ပါမယ်မောင်တန်းညွန့်သည်ရောက်ခမလောင်းအားဘိုးဘုံအလဲတွင်ပကသနာဂုံတင်ရဲ့အရေးအတွက်ဝန်ခံချက်ပေးလိုက်ရ၏ဥပေတူမောင်ဘတန်းနှင့်မောင်တင်ရွှေတို့သည်နှုတ်ခွန်းဆက်ပြီး၍ဆိုင်ရာလုပ်ငန်းများသို့သွားကြလေ၏မြို့ပေါ်ရှိကာလာသားတစုတို့သည်မောင်တန်းညွန့်ရောက်သည့်နေ့၌မိမိတို့ထက်အစရာထောင်ဂုံဒူးတနဗလယူပပညာအဖက်ဖက်သားလွန်သူနှင့်မတ်တန်းကိုလက်ထက်မင်္ဂလာပြုမိလွန်ခဲ့သောအခါကငါတို့ပူပန်ခဲ့သည်များကိုပင်ရှက်ဖွယ်ရေမရှိတဲ့ချောင်းနှာခေါင်းဖော်သေးဖို့သာကောင်း၏ငါတို့လူပါမွားနှင့်မတ်တန်းတို့မှာတီနှင့်ငကားလောက်ကွာခြားပေသည်ဟုအလူဂျန်တာဟေးကြလေတဲ့မောင်တန်းညွန့်သည်ဆိုဖာကလထိုင်းကြီးပေါ်တွင်ပြလဲရင်အိမ်၏ကျက်တည်ဆောင်အိမ်ချောင်းပရိဘောဂတွေကိုစေဆက်စွာကြည့်ရှုရာမတ်တန်း၏ဖိုတိုဂရပ်ကိုချက်ခနဲစူးဆိုင်မိလေ၏သို့သောရုပ်တည်ကမဟုတ်ဘိုက်စကုပ်ရုပ်ရှင်ကားလိုလှုပ်ရှားလျက်မိမိနှင့်အကြီးချင်းဆိုင်ပြီးနောက်ပျောက်ကွယ်၍သွားလျာဦးအယုတ်ကားမဟုတ်ပါကလားဟုကိုလုံးပေါ်မှန်မှထင်တဲ့မတ်တန်းရဲ့အရေးမှန်းကိုသိရှိသဖြင့်ချိမိသည့်အတွက်ဒင်းသွေးများကြီးသွားလေအောင်မလားဟုမိမိကိုအပြစ်တင်မိလေ၏6 ပြေကင်းအောင်လှနေတော့မာနတကြွကြွနဲ့တော်ယောက်ျားများအဖက်မလုပ်ဖဲဆက်စုံနေဟန်တူတယ်အဆုံးမတော့ငါအတွက်တက်မာနကြီးပေးရတာထင်ပါရဲ့ဤရာမျိုး၌စိတ်တကူထက်တန်ခဲ့ဘူးသူတန်းညွန့်သည်အရင်မူလတန်းညွန့်မျိုးမဟုတ်တော့ပဲထွေလီကာလီတန်းညွန့်ဖြစ်လာလေ၏မတန်းသည်လည်းရခင်မတန်းမျိုးမဟုတ်မှန်တွင်ထင်သည့်တန်းညွန့်၏ရုပ်ပုံကိုအခန်းတွင်မှတစိမ့်စိမ့်ရှုလျက်ဝမ်းတွင်၌ဟေတုပစ္စယောသေလအောင်ချစ်ပါတော်အာရမဏပစ္စယောကဘာအမြချစ်ပါတော်ဟုတွေ့ရာစိတ်ကူးသည့်ကလီကမာမတ်တန်းဘဝသို့ကူးပြောင်းသွားသည်မှာယုံမှားစရာမရှိကြလွမ်းမပြေရီမွေးနဲ့နှင့်မိုင်းဝေပေါင်းထားနှင့်သည်ရှေ့တော်ပြေးတပွဲမောင်တန်းညွတ်၏နှာခေါင်းယူတဲ့သို့ဇွတ်တိုး၍ဝင်ကြလေ၏မကြမီအချောအလဒုတိယဆွဲကြသည့်မသိန်းနှင့်မတောင်းတို့သည်တိုင်ကြဝတ်စားဆင်ရင်၍ခဲအိုလောင်မောင်တန်းညွတ်အနီးရှိကလထိုင်များပေါ်တွင်မရေတရေထိုင်ကြလျက်ကူတန်းတော့ပြင်းနေတော့မှာပဲဟုစတင်၍မေးမြန်းကြလေ၏မောင်တန်းညွန့်သည်ပြုံးလျက်မပြင်းပါဘူးတငယ်ချင်းဟောင်းကိုတင်ရွှေတို့ကိုဘထန်တို့နဲ့တွေ့ရတာအင်မတန်ဝမ်းသာနေတာပဲအခုမတ်သိန်းတို့ညီမဖယ်သွားကြမလို့လေဟိုအရေးပိုင်ကြော်မတ်ကြီးမိကလက်ဖက်ရည်တောက်ဖိတ်ထားတာသွားမလို့ကိုတန်းအကြောင်းမေးချင်လို့ထင်တာပဲကိုတန်းယုံလိုက်သွားအောင်မယ်မဟုတ်လားကျမတို့အရေးပိုင်မင်းအိမ်ကစောင့်နေတယ်အပြန်အတူတူပြန်ကြတာပေါ့ကျမတို့သွားလိုက်အောင်မယ်ဟုပြောပြီးမော်တော်ကားနှင့်သွားကြလေ၏မောင်တန်းညွန့်သည်ရေချိုးခန်းသို့သွားရာမတ်တန်းရုတ်တရက်ထွက်သွားသည်ကိုတွေးလိုက်လေ၏မြန်မာဆွေကုမ္ပဏီက White Rose စပြားတုံးမှာမတ်သုံးရသေးသောအသည့်အတိုင်းနှင့်ကူဂိတ်သွားလိုက်စီပေါ်တွင်သားပွတ်တန်းအကောင်စားတင်၍အစင်တင်ထားလျက်ရှိပေ၏ favorite ကိုတုတ်ဘဝမှာတန်းပေါ်တွင်ချိတ်လျက်တောင်စွန်းတွင်ပူးကျူးအနီးနှင့်ထိုးထားသောပန်းစလုံးသည်မောင်တန်းညွန့်၏စိတ်ကူးကိုရင်ကလေးကူးစေလေ၏မိဘကန်းကမတ်တန်းသည်တပြန်နှင့်ရေချိုးတန်ကိုကြားလေလင်ငါတင်ထားတဲ့သွားလိုက်စီဆက်ပြာခင်းနဲ့ကိုတုတ်ဘဝကိုသူတော့အသုံးပြုမှာပဲအသုံးပြုနေတဲ့အခါသူအမျိုးမျိုးတွေးမှာပဲဟုရင်တွင်မှဖိုးချိုင်းတုပ်လျက်အပေါ်ဓာတ်သို့ကတ်သွားလေ၏မတ်တန်းသည်မောင်တန်းညွန့်အပေါ်ဓာတ်သို့ရောက်လျင်ရောက်ရှင်ခက်ရှိန်နှင့်တုတ်ဆင်းလာရာလီကရစ်3 ထစ်လောက်တွင်ခြေချော်၍ကျသွားသဖြင့်အမလီဖျားဟုလက်ခနဲအော်ပြီးအလေတဲ့လေကားအိမ်တွင်ပုံလျက်လင်းနေလေ၏မောင်တန်းညွန့်သည်လေဤလင်းမြန်ခြင်းဖြင့်ရုတ်တရက်ဆင်းပြီးပွေထားသောအခါနှစ်ဦးစလုံးတို့၏အတွင်ကိလေသာဓာတ်သည်တစ်ခုနှင့်တစ်ခုဟပ်မိကြလေ၏နှစ်ယောက်စလုံးတို့၏ညှို့ချိုးသည်တယောက်ကိုတယောက်ထိုးဖောက်ဝင်ရောက်ကြလေ၏ပထမတဲ့နံပါတ်1ရတာခဲ့ကြီးဟုမဆိုလောက်သေးတော့လဲရတာ6ပါးစားမပါပြီပြည့်သည်ဆိုသောစကားပုံကိုကြော်လွန်၍
စားမပါဘဲနှင့်ကောင်းသောရသား6ပါးတို့၏ထိတ်ဒုတိယတစ်စိတ်ခန့်နှင့်အပ်သောရသားခင်းမန်းကိုမာနာကြီးသူနှစ်ယောက်တို့မှအလိုအလျောက်သိလာကြပြီဖြစ်ရကားဤတို့နေရလင်အနီတို့အရသာပါကလားထိုတို့များနေရလင်ထိုတို့သောအရသာရှိမှာပဲနော်ဟုနှစ်ဦးစလုံးနောင်တရကြလေတဲ့အတန်ကြာသောအခါမတ်တန်းသည်မျက်လုံးကိုဖွင့်၍ရှက်ကြောက်သောအမူအရာဖြင့်အိုးမတော်ပါဘူးဖေပါဟုထတော်မြည်ပြူရာမောင်တန်းညွန့်ဤပရိသေကပါလာသောတယံဇာတာစိတ်ဓာတ်သည်ဖြက်ခနဲပေါ်လာသဖြင့်အိုးတော်ပါလေလို့ဘသူကပြောတယ်လေဖေပါမယ်သွားပါဟုပြောတော်မူစစ်စစ်တွင်မတ်တန်းကအလိုဖေရကျမကောင်းမထူနိုင်အောင်မူးသွားတာပဲအမလီတော်တော်ကိုမူးတယ်ဟုမျက်လုံးကိုလက်ဝါးနှင့်အုပ်၍ထားလေဇာတွတ်နန်းခါမိတာလျမိချာရောက်နှင့်မိဘူးတို့လင်မယားစသည့်အစည်းကမ်းတစုတို့မှဝမ်းသာရမလို့လို့ဝမ်းနှင့်ရမလို့လို့နှင့်ဝိုင်းအောင်၍နေကြလေမောင်တန်းညံသည်ကလေးများကိုပွေချီသည့်အလားအားရပါရဖွေချီ၍အပေါ်ထက်မိမိအခန်းထဲသို့ယူသွားလေမိမိတရေအိတ်အတွင်းမှအော်ဒီကလုံးကိုလက်ကင်ဘဝတွင်ဆွတ်၍မတ်တန်း၏နှာခေါင်းဝတွင်ထားလေ ice water ကိုရေနှင့်ရော၍မတ်တန်း၏နှစ်ဖူးဆန်းစားတို့ကိုတက်ခါပြီးလေမောင်တန်းညွန့်၏ခေါင်းအုပ်နှင့်အိယာမှထွက်လာသောမောင်တန်းညွန့်၏ကိုယ်နံသည် cosmetic နှင့်ထွက်လာသဖြင့်မတ်တန်း၏စိတ်ထဲ၌အော်ဒီကလုံးထက်သဘောကျမိပေ၏မောင်တန်းညွန့်မှာရေချိုးပြီးစားဖြစ်၍အင်ကြီးများမလဲလေရသည့်သဖြင့်ဖြူဖွေးပြန်ကျေသောရင်ဘတ်မှချွေများဖြိုင်းကြလေ၏မတ်တန်းတက်သားပြီလားဘယ်နဲ့နေသေးသလဲမေးမြန်းတော်လဲပဲမတ်တန်းသည်တစ်ဖက်ဆောင်အိပ်၍မျက်စီဆုံးမိလျက်မတက်သားသေးသည့်အနေမျိုးဖြင့် negative အဖြေကိုပေးလေ၏မတ်တန်း၏ပြေဝသောကိုခန္ဓာနှင့်တင်းမာကျင့်လက်သောခက်ကားတင်သားတို့သည်စာတင်ခေါ်ပိုးတွန့်လုံးကြီးကိုဖောက်ထွင်း၍ natural figure အတိုင်းထင်ရှား၍လာစေရာတန်းညွန့်၏အာယုံကြောတစုကိုဒိဋ္ဌစကုကဲ့သို့ဖြစ်စေလေ၏ပုထုဇနောအုံမတကောဆိုသည်နှင့်အညီပုထုဇဉ်တန်းညွန့်၏စိတ်ရိုးကိုရိုက်ချိုး၍အုံမတကစိတ်ဆိုးကိုစိုက်ပျိုးစာပြူလာပြီးဖြစ်သဖြင့်မိမိ၏စိတ်ဓာတ်ကိုနှိပ်ကွ၍တတိမထားခဲ့လျင်အကြီးစားလွန်သွားမည်ကိုပင်များစွာဆိုရင်ရလေကမတ်တန်း၏တန်လိုက်တဲ့ရုပ်လုံးကိုမိမိ၏ဂရီးပါဆောင်ဖြင့်ဖုံးအုပ်လိုက်ရလေသည်မတ်တန်းသည်မိမိအားဆောင်ခြုံ၍လွှမ်းသည်ကိုဖြန်းကနေပီတိကျသိမ်းထားလျက်အဝဝအဖုံစဉ်းစားရင်းရင်တုံ၍နေလေတန်းညွန့်သည်မတ်တန်းအားစိတ်မချသဖြင့်အနီးရှိကလထိုင်တွင်အင်ကြီးမပါဗလာကြောခိုင်၍ထိုင်လျက်ကိုတုတ်တစ်ပတ်ကြီးကိုပခုံးပေါ်ထားပြီးစဉ်းစားစပြုလေအတန်ကြာသောအခါဘဲဟုမန်တင်ကုံစပွဲပေါ်တွင်မဂဇင်းတို့၏အရှင်ထိတ်ကောင်တင်ဘာနရာစာနာမထင်လင်းတကုံမဂဇင်းသည်ချက်ချင်းပင်ပေါ်ပေါက်လာသည့်ပမာတန်းညွန့်၏မျက်စိအားလှည့်စားသည်ဟုထင်ရလေတန်းညွန့်သည်ရုတ်တရက်ဆွဲ၍ကြည့်ရှုရာတကုံနဲ့ရှင်၏အချင်ဒီကမှာအနှစ်စီးပါရေးထားလျာကတန်းညွန့်မှာအစမှအဆုံးအကုန်လုံးကြည့်ရှုတော့လေအာမရနိုင်အုံနောက်ထဲမှာမှတ်၍မပြီးမချင်း revision လုပ်နေလေမတ်တန်းသည်မောင်တန်းညွန့်ဘက်သို့လှည့်လိုက်ရာမိမိ၏ favorite ကိုတုတ်တစ်ဖက်ကိုပခုံးတင်လျက်ဖြူဖွေးကျေပြန့်သောကြောပြင်ကိုစူးစားရင်းဘေးကကြည်လဲလှရှေ့ကကြည်လဲချောနောက်ကကြည်လဲချစ်တီရှိတဲ့ကိုတန်းညွန့်ပါလားဟုမိမိကန်ဟောင်းကိုပြန်ပြောင်း၍ကျေးဇူးတင်မိလေ၏ငါနဲ့တန်းနာဖန်ရှာ၍ပေးရတဲ့ငါကန်အော်ယောက်ျားတို့ရဲ့စိတ်ကိုယူဖိတ်အောင်ပရိယေတထောင်အယောင်ဆောင်တသိန်းအပလိန်အနန္တများကျင်နိုင်များတဲ့အမေရိကန်မိမလမော်လီဒင်းကိုပင်မခုံမင်းမဲငါအပေါ်သာကျင်နာနှစ်သက်စုံမက်မျက်နှိုးသောကြောင့်သာလျှင်ငါအတွက်စိတ်လက်မချရှာပဲမင်္ဂလာမပြုတ်မိကားပင်ဂယုဓမ္မရှင်ပြီးဆောက်ရှောက်ရှာပေတယ်ဟုမိဘများအပေါ်တွင်ရှာကြံ၍ကျေးဇူးမတင်တတ်တော့လဲမိမိတို့ချစ်ခင်သူအပေါ်မှာကတဏှာနှင့်ပတ်သက်သည့်ကျေးဇူးတရားများတဖွာပေါ်လျက်တန်းညွန့်ကူနောအနန္တောဟုမှတ်ထင်မိလေ၏အစိုးရရှိနေကြီးအဖြစ်မှယခုအခါမတ်တန်းဤတက်တော်ဆောင်အိပ်ဖန်တော်အော်ဒလီမောင်တန်းညွန့်အဖြစ်ကူးပြောင်းမှုတော်ထမ်းရွက်နေရသောတန်းညွန့်သည်စာကြည့်ညောင်းလာသဖြင့်ဝါကနေတန်းပြီးမတ်တက်ထားလျက်မတ်တန်းဘက်ကိုလှည့်လိုက်ရာ
မတ်တန်းသည်အိပ်ပျော်နေသည့်ပမာမျက်လုံးကိုမိတ်ခါထားလိုက်လေမောင်တန်းညွန့်သည်မတ်တန်းဤလှပသောမျက်နှာကိုစိစက်စွာမျက်စိစပွဲထိုင်းပြီးကတိနံတရားပွားများ၍နေလေတန်းညွန့်ဤစိတ်၌ကြည့်လို့မဆုံးရှုလို့မဆုံးကျုပ်မရအုပ်ရှိသည်ဆိုသလိုမဟုတ်ပဲကြည့်လို့မဆုံးရှုလို့မဆုံးတန်းတန်းအစီတုံးဖြစ်ပြီးလျှင်ကြည်ရင်ပင်မတ်တန်းဤနှင်းစီသွေးပါအုပ်ကလေးသည်ဝမ်းငွားဆွင့်ဆွင့်ကားကားတင်အောင်ပွင့်လျက်နေသည့်နှင်းစီပန်းဟုတန်းညွန့်အားထင်ရှားစေသဖြင့်တန်းညွန့်ဤဂါနခေါ်နှာခေါင်းဖျားသည်ရစ်ဝဲ၍နားလိုက်ရာရှွတ်ဆိုမတ်တန်းဤကိုတွင်မိုးကြိုးဆက်ကွင်းမိတကယ်သို့တကူလုံးပူနွေး၍ခက်ဖြည်းဖြည်းလွန်သွားလေနိုးများနေသလားတိများသွားသလားဟုနှခွာသောတွေးဟာနှင့်ခြာကနေလှေသွားပြီးအောက်ထက်သို့ဆင်းလာခဲ့ရာချွေးထီးထီးကြလျက်ပွာနေသောဘူစရောက်သည်အောက်ထက်ကလူများဤယုံမှတန်တရားကိုထက်ပြီးဆွသလိုနေတော့၏မောင်တန်းညွန့်သည်ရောက်ခမလောင်ထန်လိုက်သွားရန်ကိုမေ့လျော်လျက်နောက်ပြီးဘက်ပန်းချံတွင်သို့ဝင်သွားရာလှပနီးရဲစွာပွင့်လျက်နေသောနှင်းစီပန်းများကိုကြည့်ရှုရင်ခုံရှိပေါ်တွင်ထိုင်လိုက်စဉ်ကွတ်ထားသောတန်ပြားသည်တန်းညွန့်ဤလက်ဖွားကိုဆူရှာသွားလေဒဏ်ရာမှမကြီးလာတော့လဲနေဤအပူကြောင့်သွေးဆူလျက်များစွာထွက်လာလေမောင်တန်းညွန့်သည်ထမင်းချက်စားတို့ကိုခေါ်၍မိမိအခန်းထဲမှတပတ်ဘူးကိုအယူခိုင်းလိုက်လေသည်မတ်တန်းအိပ်ပျော်နေတယ်ခက်ဖြည်းဖြည်းနေကျုပ်သည်အိတ်ထဲမှဖွင့်ပြီးယူခဲ့မတ်တန်းသည်မောင်တန်းညွန့်အခန်းထဲတွင်ကြာရှည်စွာနေ၍မတော်သဖြင့်အိပ်ရာခင်းများကိုပြင်ထားပြီးလင်အပြင်ဘက်ခန်းသို့ထွက်ရန်မိမိ၏စပင်များကိုပြင်၍ထုံလေအပြင်မှခြေတန်းကြားသဖြင့်ကိုတန်းညွန့်ပဲဟုဒိတ်ခနဲလှည့်ကြည့်ရာဇာတွ၏ကျင်းရာနန်းခါဖြစ်နေလေဘာပြုလို့အပေါ်တက်လာသလဲဟုခက်ဆက်ဆက်မေးလိုက်ရာကြောက်ရွံ့သောနန်းခါသည်ကိုယိုလျက်ဦးတန်းညွန့်ကခိုင်းလိုက်လိုပါဘာခိုင်းလိုက်တာလဲသူ့တရေအိတ်ထဲကဇံဘတ်ဆိုလားဖွဲဘတ်ဆိုလားယူခိုင်းလိုက်လို့မတန်းမှာနားမလေသဖြင့်သူ့ဘယ်မှာလဲဘာလုပ်နေသလဲပန်းချံထဲမှာတန်ပြားရှာလို့ဘယ်နဲ့တော်များသလားဟုတ်ကဲ့တော်များတယ်ထင်ပါရဲ့သွေးတွေတော့ရဲနေတာပဲဟုခက်တဲ့ပြောလိုက်လေသည်မတန်းသည်ဆက်ပြားသေးလင်ပြောက်သလိုဖြစ်သွားပြီးပင်ကီလာပလင်းကိုကမန်းကဒန်ဆွဲသွားလေမောင်တန်းညိုကိုဝိုင်း၍နေကြသောအစီကံတစုတို့မှာမတ်တန်းရောက်လာလင်ကြက်ကလေးပျောက်ကုန်ကြလေအလိုက်မသိသောဘူးတူဤယောက်ျားရွှေဖားသည်အနားမှရက်နေသဖြင့်ကိုရွှေဖား၏ခွေးစာကြိုးလဲအောင်ဟုဘူးတူဤအော်တန်ကိုကြားမှထွက်သွားလေတော်အေးမတန်မိုက်တယ်ဘာမှအလိုက်မသိဘူးမမတန်ကြဖို့ကိုမကြောက်ဘူးလားဟုကျိန်မောင်းတော့မှရွှေဖားမှခေါင်းကြီး၍သွားလေမတန်းသည်တခွန်းတပါးသားမှမပြောဘဲမောင်တန်းညွန့်၏လက်ဖွားကိုအားရပါရပင်ကီလာနှင့်နေလေလက်ဖွားချင်းအတွေ့သည်ဆူးရှာသောဒဏ်ရာကိုမိသွားစေလက်ဖွားကိုတန်း၍အဝင်းနှင်စီရာမကြစ်လစ်ပင်ပွားတက်တာကြီးဖြစ်နေသဖြင့်တန်းညွန့်ကပြုံးရလျက်ဒါရီဗမာနဲ့အင်္ဂလိပ်မှာနတ်တွေနဲ့လူနာပြုခြင်းกว่าတာအင်္ဂလိပ်နတ်တွေကကြက်တဲခဲရင်တဲ့နေရာမှာတောင်ကြက်စီးထားလိုက်တာဟာတတ်တရရက်ကိုရှိတယ်ဒါဖြင့်ရှင့်မော်လီဒင်းသွားခေါ်ပေးရမလားကျမတို့ဗမာကဒီလိုပဲပြုတတ်တယ်ရှင့်ဘိုးမဆီယာမတွေလို့တော့နားမလည်ဘူးဟုခက်ဆက်ဆက်ပြော၍မျက်စောင်းထိုးလေမောင်တန်းညွန့်သည်ဟက်ဟက်ပတ်ပတ်ရေးလျက်မော်လီဒင်းကိုမှတ်တမ်းသိလို့လားဘယ်ကမော်လီဒင်းလဲဘယ်ကမော်လီဒင်းရမလဲရှင့် secret ဘူးမှာပုံသွင်းထားတဲ့မော်လီဒင်းပေါ့ကျမနဲ့လဲစိတ်မီရီမာတို့ကအင်မတန်ခင်တာပဲရှင်ကဖုံးမနေပါနဲ့တော့ကျမကအကုန်သိပြီးသားပါမောင်တန်းညွန့်မှာအံ့အားသင့်ပြီးဒါရီမှတ်တမ်းတည်တာဟာတဲ့အံ့ဩစရာကောင်းပါလားကိုဗဒန်တို့ပြောပြီးထင်တယ်သူတို့အချင်းချင်းဘီဘီနဲ့ပြောနေတာကြားတာပါကျမကိုပြောဖို့နေနေတာသာမောတောင်းမကြည့်ဝင်ဘူးဟုတ်ပါတယ်ကျုပ်လဲမှတ်တမ်းဟာဘလို့စိတ်သဘောထားရှိတယ်လိမ့်မာတယ်မိုက်တယ်ဆိုတာအကုန်လုံးကြားပါတယ်ဒါရင်မကဘူးဘယ်လူနဲ့ဘလို့ဖြစ်ဘာနေပါအောင်ဘယ်သူနဲ့ဘလို့ဖြစ်တယ်လို့ဆိုလိုချင်တယ်လေဟုမောင်တန်းညွန့်ကိုကိုဆောင်တိုက်၍အင်ကြီးမပါဗလာဘိုက်ခောက်ကြီးကိုလိမ်၍ဆွဲထားလေတကယ်ပြောတာပါကျုပ်အကုန်သိပါတယ်လူတဲ့လူချင်းဆောင်တာပေါ့ကဲဘယ်လူနဲ့ဆိုတာနာမည်ပါဖွင့်လိုက်ရမလားဟုခက်တီတီဟန်လို့၍ပြောလိုက်ရာဘိုက်ခောက်ကိုလွှတ်၍ကိုတန်းအခုတကယ်ပြောတာလားကျမကိုတန်းကလွှင်းရင်အခြားယောက်ျားတွေကစီစီကြည့်တာတော့မခံခဲ့ပါဘူးကိုနဲ့တန်းနဲ့သူမမွေးသေးဘူးလို့အောက်မိနေတဲ့မတ်တန်းစိတ်ဟာ
မောင်တန်းညွန့်ကကြားဖြတ်၍ကဲပါဒါရီမလိုပါဘူးကျုပ်ကြားတာပြောရမလား။အိုးပြောရမှာပေါ့မပြောတော့ရှင်မနေရတော့ဘူးကျမကိုပိုးပန်းနဲ့ယောက်ျားတိုင်းနွားထင်နေတဲ့ကောင်မပါ။ကဲပြောဘသူနဲ့တယ်လဲရှင်ကိုမဟုတ်မတရားလာပြောတဲ့သူကိုလည်းပြောရမယ်။ပြောဟုအဟုတ်ဒေါသနဲ့မျက်ရည်လေးကပြောလေ။ဘယ်နဲ့ပိုးပန်းနဲ့ယောက်ျားတိုင်းနွားထင်နေကျုပ်ပါတာပေါ့။အိုးမပါဘူးပါတယ်ကိုတန်းသိပါတယ်ခုနေတော့ဘိုးဘန်းနဲ့ယောက်ျားတဲ့ကျုပ်လေးပါနေတော့နွားပေါ့မဆိုင်ပါဘူးကျမကမေတ္တာမရှိပိုးနေတဲ့တဏှာကောင်ပေါ့မတ်တန်းတီရဲ့လေဦးဘာရီမင်းနေကြမလို့ပါဘူးရှင်ပြောမှသာပြောပါဘသူလဲပြောဟုမောင်တန်းညွန့်ကိုတွန်းလိုက်လေနောက်တစ်ဖန်ကြောကိုထုပြန်ဦးကျုပ်မေးတာမပြောပဲကျုပ်လည်းမပြောဘူးဟုပြောပြီးရေရင်းနာကတန်းလျားစီတို့သွား၍ထိုင်လေမတန်းသည်ဒေါသရောင်တောက်သောမျက်လုံးနှင့်ဖြင်းညင်းစွာလိုက်လာပြီးကိုတန်းအဟုတ်မပြောတော့ဘူးလားကိုတန်းမပြောရင်ဖေဖေကိုတိုင်ပြီးတင်ငါရှင်းရလိမ့်မယ်ကျမဒီလိုမနေနိုင်ဘူးကျမကိုမဟုတ်တန်းတရားပြောတဲ့သူနဲ့ကိုတန်းရှိမှတင်ငါမရှင်းရမချင်းကိုတန်းစိတ်တွေးဟာမကင်မချင်းကျမကိုလက်မထပ်ပါနဲ့ဟုပြောရင်းမျက်ရည်ပေါက်တို့သည်တက်ဖြောက်ဖြောက်ကြလာလေမောင်တန်းညွန့်သည်မိမိအကြည်စားလွန်ကနှာခေါင်းသွေးထွက်မြေကိုမျှော်တွေး၍မတန်းအားခါမပွေယူလျက်မိမိ၏ပေါင်ပေါ်တွင်ထိုင်စေလေမတန်းသည်မထိုင်မဲညင်းဆန်တန်းညွန့်သည်အတင်းပွေလျက်ထိုင်မှပြောမယ်ဟုစာရေး၍မဆုံးအောင်လှပဖောင်းဤသည့်အစီတုံးကိုလုံးကိုတင်းကျုံ၍ဆွဲလိုက်ရာမတန်းသည်စောင့်၍ထိုင်လိုက်လေ Oh my god ဟုတန်းညွန့်သည်ရုတ်တရက်ရောက်မိလေအမလေးဗျာစောင့်ထိုင်လိုက်တာပေါင်ကိုနာသွားတာပဲအမလီဘီလက်သားဒီရောက်နေတဲ့ထင်ပါရဲ့ဒါကြောင့်မော်လီဒိန်းမနေပါနဲ့အောင်ကျုံမေးတာဖြေပါမတ်တန်းမေးတာလည်းဖြေမယ်အိုးဒါကြီးပဲရင်မဲရှားနေတယ်ကိုတန်းမသိဘူးလားမသိလို့ပေါ့မသိရင်မင်္ဂလာဆောင်ပြီးလို့အခန်းအပ်တော်မှပြောမယ်သိလားကိုနိုင်ဘယ်သူလဲအခန်းထဲမှာကျုပ်ကစ္စတာကိုမသိတဲ့ခေါင်းမကလေးတယောက်မတန်းသည်ရှက်ပြုံး၍တန်းညွန့်၏ရင်ဘတ်တွင်ကောင်းကိုကပ်၍ငေါနေလေကဲမတန်းမိတဲ့သူပြောရတာပေါ့မတန်းသည်တိကျင်စောနှင့်ခေါင်းမော့ပြီးနားထောင်လေမတန်းနဲ့ချစ်ကြိုက်တဲ့သူဟာကိုတန်းသိသလောက်ကြားသလောက်ပြောရမယ်ဆိုရင်ဟဝါလီဟိုဘာဟဝါလဲဘသူလဲဆိုတာပြောပါဟုတ်ကွယ်ကျုပ်ရောက်တဲ့နေ့ကပဲဗီဒီယိုမှန်ထဲမှာမတန်းနဲ့မျက်နှာချင်းစုံတဲ့နတ်သားဟာလေရေချိုးကမ်းမှာတောင်ဆက်ပြားခဲနဲ့သွားလိုက်စေးတွေဘာတွေပူဇော်ထားပါသေးလားကိုတို့တပတ်မတန်းကဆက်ထားလို့နဝိတစားတောင်မလဲနိုင်ဘူးတပတ်ကလေးပခုံးထက်တင်ပြီးဟာရီယာရွှင်းနေတဲ့နတ်သားဟာလေသူနဲ့ပဲလို့ကျုပ်ကိုဆောင်တဲ့ကလာပြောတယ်အော်တိပြီသူနဲ့တော့ကြိုက်မိပါတယ်မေတ္တာရှိမိပါတယ်မခွဲနိုင်မခွာရက်အောင်ချစ်ခင်စုံမက်နှစ်သက်မိပါတယ်ရှင်ကျမမလိမ္မာဘူးကိုတန်းစိတ်ဆိုးလေခံရတော့မယ်သူကလွှဲရင်ယောက်ျားတိုင်းတရေထင်နေတဲ့ရှင်ကိုတန်းရဲ့သူ့တော့ကျမအယူရဲဆွဲနေအောင်ကြိုက်တိတ်ကြိုက်အင်မတန်ကြိုက်မိပါတယ်သူ့ရုပ်ရောအတန်ရောအုံနောက်ထဲမှာဓာတ်ပုံရိုက်ထားလိုက်တယ်သူ့နာမည်ကတော့နတ်ရှုပ်ကြီးတန်းညွန့်နဲ့မော်လီဒင်းဆိုတဲ့ဘူမကလေးကတီးချင်းအောင်ကြိုက်နေတဲ့ခွာသမားကြီးမောင်တန်းနဲ့ကျမခေါင်းမှုလို့အိတ်နေတော့တိတ်ပုံကလေးကမာလှုပ်သွားတဲ့နတ်ဆန်းကြီးတန်းညွန့်နဲ့သူ့တော့တွေ့မှဟောဒီလိုကိုတအားကိုငုံလိုက်စဉ်တန်းညွန့်မှာအဆုံးမရှိသောဝမ်းသာခြင်းနှင့်အားရပါရပွေ့ချီ၍မျက်နာချင်းကလည်းရရှုပ်ခနဲမြည်ပြီးနှစ်ယောက်သားငြိမ်သက်နေကြလေတိုက်ပန်းနွယ်ခြုံကြီးမှာအခြားလူမမြင်သာအောင်ကလကာလှုပ်၍အတုံးတော်ခံရရှာလေသည်မကြမီတိုက်ကားခေါ်ခွေးဘလူကြီးသည်တန်းညွန့်ဤရှိမှဝိလျက်ချီပမိုးကိုရှာနှင့်ရက်ပြီးလင်နှုတ်ဆက်သည့်အလားမာစတာဟူသောအထိမ်းအမှတ်ကိုအမိရန်၍ပြလေကိုတန်းဗျာအမလီကလီကမာရီပြည့်ချွဲနဲ့ထူးမနေစမ်းမနဲ့ယူထူးစမ်းမဟိုးနို့ယူထူးတာပဲဟာကျမကိုမှန်ပြောမလားတခုမင်းမယ်ဘာမင်းမှလဲပြောမယ်ရှင်ဖျားစုဂင်းကာဝါလူစုအလားဖျားခိုးတာဖျားစုကျုပ်တို့ဂေါရမမြတ်စွာဘုရားနောက်ပေါ်လာကြတဲ့ဖျားလက်သက်တွေပါဝိုင်းပြီးဆူရပါစီဘာများတန်တော်ဦးတင်လိုပါသလဲမောင်ဖျားကိုမတန်းသည်ပအူကလေးများခွက်သွား၍မျက်နာကလေးများနီရန်အောင်ရေမောလေ
မော်လီဒိန်းဟာကျမတို့ထက်ချောမှချောတာမှတာသူတို့ဝတ်ပုံစားပုံဟာလည်းယောက်ျားစိတ်ကိုယူဖိတ်အောင်ဗန်းပြပြီးလှနေအောင်ဝတ်စားထားတာမိဘမျိုးရိုးကလည်းအမေရိကန်သားတဲ့ဘွေတွေရနေတဲ့ဆရာဝန်ကြီးငွေကလည်းအင်မတန်ချမ်းသာတယ်ရှင့်လိုကြအောင်ဘာသာထုံးစံအဝတ်အစားအကုန်လုံးပြောင်းလဲပါမယ်ဆိုတာတောင်ရှင်ကဘာပြုလို့မကြိုက်ရတာလဲရှင်မကြိုက်ဘူးဆိုတာကျမဘလို့ယုံရမလဲအင်မတန်အရသာရှိတဲ့ဘောစင်ခဲပွဲကိုလူတိုင်းစားကျင်တောက်ချင်နေကြတာရှင်တယောက်တည်းထွန်းထွန်းပေါက်ပေါက်မစားချင်ဘူးမကြိုက်ဘူးလို့ပြောတာဟာရှင်စိတ်မနှက်လို့ထင်ပါရဲ့ဟာဟာဟာအမလီဟာမတန်နိုင်ချွတ်ချွတ်မေးတယ်ပလီတယ်ဒီမှာတန်းညွန့်ရဲ့မျက်နှာကိုလည်းကြည့်ပါအောင်ဗျတိတ်တိတ်ချာချာကြီးမတန်ပြောတဲ့အရသာရှိတဲ့ဘောစင်ဆိုတာလောကမှာသမုဒိနတ်ဆိုတဲ့ဘယင်မင်းဧကရစ်တို့သုံးဆောင်တော်မူတဲ့ခဲပွဲဘောစင်တို့ထက်တော့မသာနိုင်ဘူးပေါ့အဲ့ဒီလိုဘောစင်ရတာတွေနဲ့မှန်တိုင်းရှင်လောက်အောင်အရသာရှိတဲ့ကောင်းတဲ့စိတ်နဲ့ဟဲမွေးတဲ့အဲ့ဒီအကျော်1500ထိအောင်စိတ်သွားနိုင်တဲ့နတ်တုတ်သားဆိုတဲ့ခဲပွဲဘောစင်နဲ့တူတဲ့အိုတော်သူပြူအောင်အသားရည်တွန့်သူကိုပြေးအောင်စံဖြူသွားကြိုးပြောက်အောင်အင်မတန်အရသာရှိတဲ့နတ်တို့သားသုံးဆောင်ထိုက်တဲ့အပန္ဒရတရတိဇံဗုတပြေသီးတို့နဲ့တူတဲ့ဘောစင်ခဲမတ်တန်းဟောဒီကိုတန်းရဲ့မတ်တန်းရတာခဲကိုသုံးဆောင်နေတဲ့အဟမ်းအကျွန်ုပ်မောင်တန်းညွန့်လို့ခေါ်တဲ့ဥပပတ္တိနတ်သားဟာလူပြေကဘောစင်အစုပ်ဆက်စုံနေတာပေါ့ဗျအဘန္ဒရတရတိမာကလေးရဲ့နတ်တုတ်တာမာကလေးရဲ့ဟုပြောပြီးမတ်တန်းကိုတိမ်ကျုံပွေချီ၍တင်းကျပ်စွာညှစ်လိုက်ရာအိခနဲမြည်သွားလေ၏ထို့အတွက်မတ်တန်းသည်အနှင်းငယ်မောသွားပေသည်ဟုထင်မှတ်မိသည်အမလီတော်လူကိုမောသွားတာပဲပြူစားမယ်မကြံသေးဘူးမုံကကုံသွားတော့မှလားဟဲဒီလိုသာလုပ်နေရင်မြင်မြန်ကုန်ပါပဲရှင်ဖဲ့ရွေစားတာကတော်သေးတယ်ဒီလိုညှစ်လိုက်တော့မုံတွေကြီးကုန်မှာပေါ့ဟုကနဲ့ကရရေလျက်ပြောပြီးတန်းညွန့်ကိုကားရမှာစူဖာပေါ်တွင်ထိုင်ရင်းမျက်လုံးဆင်းနေလေတန်းညွန့်သည်နက်ပြည်တွင်တကယ်ရောက်နေတကယ်သို့ထင်မိမိများလောက်ဝမ်းသာပျော်ရွှင်နေပါမည်လေရွှေတုံးပြီးအောင်သာတန်းညွန့်ဖြစ်ပါလင်ဖနှောက်နှင့်ပေါက်၍နာနှက်မှတတိရတော်မီမှမလွဲသည်မတန်ရှင်ကိုတန်ဒီလိုပါဒါဟာကျုပ်တကယ်ပြောတာပါအင်္ဂလန်မှာကိုတန်း3နှစ်နေလာခဲ့တယ်မော်လီဒိန်းထက်သားတဲ့မိန်းမတွေကိုအများကြီးတွေ့ခဲ့တယ်ငကိုစိတ်ကိုကမိန်းမယူခြင်းနဲ့စိတ်ကင်းမဲ့ခဲ့လေတော့ဘလို့မှသဘောမထားခဲ့ဘူးသူတို့လူမျိုးအကျင့်စာရိတ္တတွေကိုလည်းသိတော့မြန်မာလူမျိုးဘာသာဝတ္တရားနဲ့လုံးလုံးလျက်လျက်ဆန့်ကျင်နေတယ်ညစာထမင်းကျွေးပွဲတွေမှာကိုတန်းဟာမြန်မာမိန်းကလေးများယဉ်ကျေးကြောင်းဘာသာဝါဒအလျောက်လင်းကိုပြုစုအပ်တဲ့ဝတ္တရားများရှိကြောင်းအချို့မြန်မာမိန်းမပြိုတွေဟာအနောက်နိုင်ငံသူများထက်ပိုမိုပြီးလှပယဉ်ကျေးကြောင်းများကိုအစဉ်အမြဲပြောလိပြောထားရှိတယ်။သူတို့ကလည်းကျုပ်ဒီလိုပြောရင်မခံချင်ဘူး။မတ်တန်းနဲ့လက်ထပ်ပြီးအင်္ဂလန်ကိုသွားဖြစ်အောင်သွားအောင်မယ်။ဒါထက်ကိုတန်းငယ်ငယ်တုန်းကမမပြောမှုတဲ့စကားနားထဲကြားနေသေးတယ်။ဘယ်နဲ့ပြောသလဲကိုတန်းရဲ့ကျုပ်ကိုလူတကာကတဲချောတဲ့ကောင်ကလေးပဲဒေါ်နော်ယူသားကတဲချောပါလားမိန်းကလေးချောချောတဲ့တောင်ချောပါသေးသလားလို့ချီးမွမ်းကြတော့မမကအင်းဟုတ်ကဲ့သူ့နဲ့မောင်နှမလူတူအောင်ချောတဲ့တငယ်မကလေးတယောက်လေးရှိသေးတယ်ဟိုမျိုးကစက်တတိကြီးဥပီတို့ရဲ့သမီးကြီးကလေးဟာပေါ့သူလဲမိန်းမလာတွေထဲမှာတော့ပြိုင်ဖက်မရအောင်ချောတယ်လို့အောက်မိတာပဲလို့မမခဏခဏချီးမူတယ်ဒါကြောင့်လဲချွေးမာတန်းတာပဲတကယ်ပါကိုတန်းကိုကျမတိတိကျကျကြည့်ကြည့်နေတယ်အင်မတန်ကိုချောတယ်တခါချောလွန်အားကြီးလို့အင်မတန်ဝဲနေတယ်ဘာဝဲနေရတာလဲသူများတကားလဲကိုတန်းမြင်ရင်ကြိုက်ချင်ပါပဲအဲ့ဒါလို့ကြိုက်တာချစ်တာကိုမခံနိုင်ဘူးဟုနှကန်းကလေးစုလျက်အိတ်တာမစ္စရိယအတန်မျိုးနဲ့ပြောကြလိအမလီဟဲနှစ်ယောက်စလုံးကိုငချင်းကိုချင်းနေလိုက်ကြတာကဲဒါရီဖြတ်ထားလိုက်အောင်ကိုတန်းနဲ့မစိစက်ခင်ကလာပြီးဆက်ဟက်ကြတဲ့လူတွေဘယ်နှယောက်လောက်ရှိသလဲအမလီ EACHGA ရောရာဇဝတ်ဝင်ထောက်ရောရှေ့နေရောလူကုန်တန်းသားသမီး BA တွေရော IA တွေရောတပုံတစ်ခေါင်းကြီးပါပဲကျမဖြင့်ခွေးနေကြီးရှူတိုက်လွတ်တာပဲကိုတန်းကြတော့မှစိတ်အရေးပြောသွားတယ်ကျုပ်လေးကြားပါရဲ့မာနတယ်မဲကျုပ်တို့ဖူးစာနက်ကဖန်ဆင်းလိုက်တယ်ကျုပ်အင်္ဂလန်ကပြန်လာတော့ညီတဝမ်းခွေဗမြိုင်တို့လင်မယားကြည့်ပြီးမယားယူရမှာစိတ်ပြက်လိုက်တာလीမယားကလည်းထင်ရလို့ဘိုက်စကုတ်လင်မပါဘဲနဲ့သွားအိတ်ချင်တဲ့အချိန်မှအိတ်
36ကောင်ကိုလည်းကစားခြင်းလဲကစားစားခြင်းလဲသူရင်စားလိုက်တာပျော်ဝဲစားထွက်လိုက်ရတာလဲခဏခဏလင်ကလည်းမနိုင်လင့်ဝတ္တရားဆိုတာဂျိုကြီးနေလားလို့မေးရမလောက်စောက်သုံးမကြတဲ့အကောင်မိကောင်းဖခင်တသမီဟုတ်ချင်မှဟုတ်မှာပါအလေးနဲ့တော့အုတ်ကြားမြက်ပေါဖြစ်တစားမလို့အကျဉ်းမျိုးနဲ့လင့်လာက350ကိုလာဖြုံးနေတာပဲလင်းကိုခိုင်းနေတယ်လင်းကလည်းလင့်တက်တုံးအတုံးမကြတဲ့အကောင်စေးများမိနေသလားမသိပါဘူးကြာတော့မျက်စိကရှုပ်လာရောဟိတ်ဖားမြိုင်မင်းဒီလိုမိမယုံနဲ့ပေါင်းနေတဲ့၍မင်းစီလဲငါဘယ်တော့မှမလာတော့ဘူးမင်းလည်းငါဆွေမျိုးတော်တယ်တောင်မပြောနဲ့လို့ကျင်းပြီးပြန်လာခဲ့တယ်လမ်းကြတော့မတ်ချောနဲ့တွေ့ပါရောအမေသူကကျုပ်ကိုတောင်ကြာရီပြပါရီနဲ့ကူပြန်တော့မလားခင်စိန်လာအောင်မဆောင်ဘူးလားဆိုပြီးလူလေကောင်မှလက်ဆွဲလားပါလားနဲ့လို့တော့ဟာမတ်တန်ကျုပ်ကိုဆက်တုံးလာလားပဲကျုပ်သူ့ကိုတွတ်ပစ်လိုက်ပြီးသွားလို့ဆိုလိုက်တာဘေးအနာကသူတွေပါကြက်သိမ်းမွေးညင်ထသွားတာပဲမောင်တန်းညွန့်သည်ပြောဆိုနေရင်းကပင်အဟုတ်ဒေါသတန်းနဲ့ပြောလိုက်မိတော့ကြောင့်ကိုတန်းနှင့်တိုက်ကားကြီးပါရုတ်တရက်လန့်သွားလေမတ်တန်းဤစိတ်တွင်အော်ကိုတန်းဟာဒီလိုပါကလားဒီလိုဝတ္တရားမသိတတ်တဲ့သဘောမျိုးသူမကြိုက်ဖဲကိုဟုအောင်မေးလျက်အနှဲငယ်ကြောင်ရွံ့စာပြူလာလေအမလီကျမမတုံသွားတာပဲမောင်တန်းညွန့်သည်ပြုံးရည်လျက်ဟုတ်တယ်မတ်တန်းရဲ့ဒါတောင်သူကမနေသေးဘူးတခါလိုက်လာပြီးကူဘာဖြစ်တယ်လေကိုဘမြိုင်နဲ့စိတ်ဆိုးလာကြသလားလာပါခင်စိန်သူ့ကိုပြောအောင်မေလာပါကူရဲ့လို့ထပ်ပြီးလောလာတော့ဘာပြောကောင်းမလဲဒီကောင်မတော့တတ်မှာပဲလို့အိတ်သေးက6လုံးပြူးနှိုက်ပြီးချိန်ထားရင်နင်ငါ့ကိုဘယ်တော့မှကူလို့မခေါ်နဲ့နင်တို့မင်းမရွှင်တွေငါညီနဲ့ရတာအမျိုးပါရုပ်တယ်သွားမသွားရင်တက်ပစ်လိုက်မယ်လို့ပြောရမှာဒီတော့မှရှက်ကိုရှက်ကန်းနဲ့ငိုယိုပြီးထွက်သွားတယ်ဒါတော့ကိုတန်းကတရားလွန်နေမိမကလေးတယောက်ရှက်သွားမှာပေါ့ကိုမခေါ်ခြင်းဘာသာနေရောပေါ့ဟာမတ်တန်းမဲစဉ်းစားကြည့်တော့မတ်တန်းဟာလင်းသားများအပေါ်သူ့လိုလုံးဝင်ပါမလားမိကောင်းဖခင်သားသမီးပြီးအမျိုးအနွယ်ဆောင်ထင်းသည့်အားလျော်စွာလူလိမ္မာသမီးသားရင်ပါဆိုသလိုလင်းကိုဝတ္တရားအတိုင်းရိုးသေးကျွန်းနွယ်မယ်မဟုတ်လားရောက်ခမမိဘကိုလည်းခုမိဘအရင်လိုရိုးသေးစွာပြုစုမယ်မဟုတ်လားအဲ့ဒါဘာပြုလို့လဲမိကောင်းဖခင်လူလိမ္မာရဲ့သမီးလည်းဖြစ်ပြန်ငကူကလည်းပညာရှိတော့အလိမ္မာတရားကလည်းပြည်စုံပြန်ဗုဒ္ဓဘာသာဖြစ်သည့်အားလျော်စွာလင်းကိုရိုးသေးအပ်တဲ့တရားအရှင်သခင်လိုမှတ်တဲ့အပ်တဲ့တရားတွေလည်းတည်ပြန်လူစိမ်းဧည့်သည်များရှိကြလေပိုပြီးချစ်ကြောက်ရိုးသေးရလီတော့တာပေါ့သူ့ကိုတော့မတ်တန်းတို့လိုအလိမ္မာမျက်စိနဲ့ကြည့်ရတွေ့ရရင်အော့တောင်သေးရဲ့ဒါကြောင့်လူကြီးတွေကကြက်အယူလူအမျိုးတဲ့အမျိုးကမကောင်းခဲ့ရင်အနှွေပါမကောင်းတာပဲအခုနေမတ်တန်းဟာမိုက်နေပြီးမိမကောင်းမပီသားတဲ့အမူအရာတွေလုပ်နေရင်မိဘရောအမျိုးရောနာမည်ကောင်းရပါအောင်မလားအဲ့ဒီကောင်းမှမြင်ရတာနဲ့မိမတိုင်းအထူးတူပဲထင်ပြီးမရယူခြင်းစိတ်ကုန်းနေတာပါပဲကိုတန်းသာဗမြိုင်ဖြစ်ရရင်ဒီကံမတော့ဟော့ဒီလိုဖနှောက်နဲ့ပေါက်တက်ပစ်လိုက်မယ်ဟုပြောဆူနဲ့ရုတ်တရက်ရောင်၍ပေါက်လိုက်ရာပြုံးစုတိုက်ကားကြီးမှာခါကော်လေအမလေးဗျာတေးရကြီးရဲ့တေးကြောက်စရာကောင်းတဲ့မာစတာပါလားတိုက်ကားလူပေါင်းမှားပြီဟုဆိုတဲ့ကဲ့သို့ခွေးတို့ဤဘာသာဖြင့်ဂိန်ဟိန်နဲ့အစမပြတ်အော်လျက်အမြီးကြီးကုတ်ပြီးထွက်ပြေးရှာလေသည်ဤနည်းအားဖြင့်မောင်တန်းညွန့်သည်မိမိ၏ညီနှင့်ခဲမကိုယူမေဖွေလျက်လွန်ခဲ့သည့်အရာများကိုပင်ယခုတိုင်ဒေါသဟန်ပါမယားနေစာကြောင့်သေးမှစတိုင်မျိုးနှင့်တိုက်ကားကိုမစီမဆိုင်အပြစ်ဒဏ်ပေးလိုက်ခြင်းသည်နောင်မိမိတ်အပေါ်တွင်မတ်တန်းကချစ်ကြောက်ယူသည်စွာပြုစုအပ်တဲ့ဝတ္တရားများကိုမပြတ်ကွက်စေရန်တင်ကြားညွှန်ပြသည့်သင်ခန်းစာတစ်မျိုးဖြစ်ပေသည်မတန်သည်မောင်တန်းညွန့်အားအလိုလိုစိတ်၍လာပြီးလင်ကိုတန်းညွန့်ပြောသောစကားတို့သည်အုံနောက်ထဲတွင်ဆွဲ၍နေလေသည်ငါသည်ကိုတန်းနှင့်အကြောင်းပါလင်မိမလိမ္မာချွေးမလိမ္မာသူ့ဘတ်တာတို့လိုလင့်ဝတ္တရားပြုစုမှတော်မည်ဟုစိတ်ကိုတန်တိတ်ထန်ချလိုက်လေ၏ကိုတန်းခဲမဆိုတာနှင့်တိုက်ကားကကြားထဲကနေဖနှောက်ပေါက်ခံရတယ်ဟုတ်ပါဗျာဖြစ်မှဖြစ်ရလေကျုပ်ကရောင်သွားတယ်အော်ကိုတန်းကျမတို့မင်္ဂလာပြုမဲ့ရဲ့ဘေးရက်လောက်ထားမလဲကျုပ်ရန်ကုန်ကိုပြန်သွားရအောင်မယ်ဒီလကုန်မှပြန်လာပြီးမင်္ဂလာဟဲ့ကိုတန်းဘာလို့ပြန်มาလဲအေးလေတိပါပြီကျမလောက်မြစ်တာမဆူရှာတော့ဒီကနဲ့ခွဲသွားနိုင်တာပေါ့ဒီကကောင်းမကသာမခွဲနိုင်အောင်ဆွဲနေတာပါကဲပါဖေပါတော့ခုလေးပြကိုရှက်ပါတယ်
တန်းညွန့်သည်မတန်းကိုတင်းကျပ်စွာပိုက်ပြီးမှုရင်းလျက်စိတ်ကောက်ရပြန်ပြီမသွားပါနဲ့ဆိုပြီးတာပါပဲဒီကလည်းဖေးခွဲခြင်းမလဲမမနဲ့တိုင်ပင်ပြီးဝဲချမ်းဖို့ပြန်အောင်မလားလို့မတန်းကမပြန်စီချင်းဘာပြန်မလဲဒါဖြင့်ကိုတက်မမစီတန်ကျိုးရိုက်လိုက်ပါ9ရက်အတွင်းကိစ္စပြီးအောင်စီမံပါလို့ဘာထူးတော့လဲလကုံအောင်မနေနိုင်ဘူးစိုင်းနေလို့ဘာမှအကြောင်းထူမှာမဟုတ်ပဲဟုတ်လားလို့မောင်တန်းညွန့်သည်လေတန်းဖြင့်အင်းပါဒီကလည်းတာ၍သဘောကျပါသေးတယ်ဟုနှစ်ယောက်စလုံးမျက်နှာချင်းကလျက်ကန္နာယုံဘိန်းရှူရင်မိန်သွားကြလေတဲ့ညနေဆောင်၍ယုံထိုင်ကပြန်လာသူလူတစုတို့မှာမောင်တန်းညွန့်ဘာဖြစ်လို့မလိုက်လာပါလဲမက်ရွှေတန်းလေးပေါင်းနှင့်ကြောက်ကြနေပြီထင်တယ်ဟုစဉ်းစားလျက်လာကြလေဥပေတို့မှလည်းဒီတခါလူကြီးတွေမျက်နှာဖြက်ရင်တော့တသက်သေးကန်းပြက်ဒီကောင်မလေးလင်းစားတာမပါဘူးမောင်တန်းညွန့်ကိုများကိုယူကားရလုပ်တဲ့ကြရင်ဓာတ်နဲ့ကိုဆင်းပြလိုက်မယ်သူခမရကလေးစိတ်မချမ်းသာလို့မလာတာနဲ့တူတယ်ပေတို့ကတိကြရောပေါ့ဟုချိန်ပေါင်း၍လာလေ၏မတ်သိန်းနှင့်မတ်တောင်းတို့မှလည်းတထိတ်ထိတ်နှင့်စိတ်ညစ်ပြီးအိမ်ပေါ်သို့တက်ကြရာမတ်တန်းလည်းမတွေ့တန်းညွန့်လည်းမမြင်အထင်ရလဲကြံအစီကံလူတစုတို့မှတော့ရွှင်ပြုံးစွာလောက်ကင်နေကြသည်ကိုတွေ့ပြန်သဖြင့်နန်းခါနှင့်တာလျောက်ကိုခေါ်၍မိရာဖြစ်ဖြစ်သမျှအကြောင်းရင်းတွေမကတန်တရားစိတ်မကင်းလောက်သည့်အချက်များကိုပါဖြေးဆွက်ခါပြောကြလေ၏ဟဲ့တကယ်ပဲလားသူတို့ဘေးမလဲပန်းချန်နေမှာရှင့်မမသိရင်ဦးတန်းညွန့်ကတော်တော်မမတန်းကကြီးပဲကြောကြီးထုနေတာပဲအမလီတို့ဝမ်းသာလာကြီးရဲ့အခုမှစိတ်အေးပြီတော့မိမိတို့လင်ယောက်ျားများကိုလက်တို့၍မိဘဝါကကြည်ကြရာအင်ကြီးမပါသောကိန္ဒရာသည်ကိန္ဒရီမာကလေးကိုလက်ဆွဲ၍ပန်းချန်တလျှောက်ခောက်တုံခောက်ပြန်လင်းညင်းခံနေကြသည်ကိုတွေ့ရသဖြင့်ကြီးရှုရသူတို့၏စိတ်တွင်လောကကြီးဇောက်ထူးမှုမျိုးဖြစ်နေတဲ့ကဲ့သို့၎င်းမြောက်နှင်တောင်ပြောင်းပြန်ဖြစ်နေတဲ့ကဲ့သို့၎င်းမိုးကအောင်ပထဝီကအထက်မျက်စိများကိုမယုံကြည်ကြသဖြင့်ဟုတ်မှဟုတ်ပါမလားဟုခဏခဏပုတ်တက်၍ကြည့်မိလေ၏လမ်းတစ်လျှောက်လုံးမိမိတို့အထင်မှတ်အမြင်မှတ်လွဲပြီးစိုးရိမ်မကင်းဖြစ်ခဲ့ကြသည်ကိုပြန်ပြောပြီးရေမောကြလေ၏အကြောင်းမသိသောဥပေတို့သည်နှက်ခမ်းမွေးကြီးကုတ်လျက်ဟဲ့မိတန်းပေမလဲတိရောပေါ့မောင်တန်းညွန့်ကိုလည်းမေးကြည့်အောင်မယ်ကောင်းမကလေးဒီတခါကတ်တက်လို့ရင်အသေးတက်မကွာဟုမိဘဝါတို့လာလေအိုးဖေဖေကလည်းတဲခတ်ပါကလားဘာကြေလောင်နဲ့စူးနေရတာလဲသူတို့ဘာမှမဖြစ်ကြဘူးတင့်လို့ကြည့်လက်ဖေဖေသမီးမတ်တန်းမဟုတ်တော့ဘူးမတ်ဆန်းဖြစ်နေပြီဟုသမီးနှစ်ယောက်ကဆွဲ၍ပြကြလေဥပေကျုံမှာအိမ်မက်လည်းမဟုတ်ပါဘူးငါအခုမျက်လည်များကြည့်နေမိသလားမဟုတ်ပါဘူးဟုနှစ်ဖူးရည်တွန့်သွားအောင်မျက်မှောင်ချီ၍ကြည့်ရှုပြီးလင်းဟင်းဟုလေးကြီးလေးတန်းဆွဲပြီးအင်းဟုလေးနဲ့စွာလေးတန်းကိုချပြီးလင်းပြားရည်နှင့်တံပြားရည်ရောထားသောမျက်နှာမျိုးနှင့်ကဲတို့ထမင်းစားကြစို့သူ့ဘာသာအေးအေးဆေးဆေးစကားပြောနေကြပေစီဟုအမိန်ပေးပြီးအိမ်ရှိခန်းသို့ထွက်သွားလျာကြံရစ်သောလူတစုမှတက်ခိခိရေမောကြလေ၏မကြမီချစ်သူနှစ်ဦးတို့၏ရှေ့တွင်စာရွက်လိတ်ကလေးကြလာလေ၏နှစ်ဦးစလုံးမှာတောင်မြောက်လေးပါးကိုကြည့်ရာတဦးတယောက်မျှမတွေ့သဖြင့်မောင်တန်းညွန့်သည်ကောက်ယူဖက်ရှူရာဝိလုံတော်ရမင်းဟာရုံးကိုမလာခြင်းသည်ဂယာဝါဒအယူခံမှုအတွက်လဲလျှောက်နေရ၍အလုံးရှုံနေခြင်းတို့ကြောင့်မလာနိုင်ဟန်လက္ခဏာရှိပေသည်ကောင်းပြီစွာနှစ်ယောက်စလုံးမှပြုံးပြီးကျမသိရှက်တာပဲသူတို့မြင်ကုန်ကြပြီထင်တယ်အမလီမျက်နှာပူလိုက်တာခမည်းကမျက်နှာပူယုံရဲ့ကျုပ်ဖြင့်မျက်နှာကိုကျွမ်းနေပြီရုံးကိုလည်းလိုက်မသွားမိဘူးသူတို့မပြန်ခင်အင်ဒရီမပြတ်နေပြီးကျွန်တော်နေမကောင်းလို့ရုံးကိုမလာဖြစ်ဘူးလို့ပလီပြောရရဲ့ခုတော့ကျောင်းသူတော်နှကောင်ကြက်မွေးတွေယူတာတွေ့သွားတာကခက်တယ်ရှက်တယ်ဘဲနဲ့ကွယ်မတန်းရဲ့ဟုမေးကိုတို့လိုက်လေမတန်းသည်မောင်တန်းညွန့်ဤပါကိုလက်နှင့်မေး၍တွန်းကအမေမင်္ဂလာတောင်ဆောင်ရအောင်မေဘာရှက်ရမှာလဲရှက်ပါရှက်နိုင်မှာဒီပြင်လူနဲ့နေတာမှမဟုတ်ပဲခုဟာနဲ့ကိုစကားပြောနေတယ်လာပါကိုတန်းရင်မှောင်းနေပြီကွယ်ဟုကနွဲကရကလေးများဆွဲသလိုခါကိုတွဲ၍ခေါ်သွားလေသည်ဤနေရာအခန်းများ၌မတန်းအားဘာညာစသဖြင့်အပြစ်မတင်ထိုက်ပြီစာရှုသူတို့သည်အပြစ်ကောက်ဖို့အရာရှိလည်းမဟုတ်ကိုနဲ့လည်းမဆိုင်သဖြင့်စမ်းစစ်နေဝေရမလို့သူ့လေသူထိုးပကိုးရောက်ရဟုတကဲ့သို့မိမိတို့၏ချစ်သူများနှင့်တွေ့ကြလင်ကဲလွန်မိသားသည်ကိုချင်းသာစာကြရန်တင့်တော်၏
ဤသို့တောင်းပန်ပါလျက်နှင့်မရအထမအပြစ်ကောက်သူများမှာအကာလညအခါအိမ်သာတက်လျင်ကျင်ကြီးမထွက်ဖဲရှိပါစေသာထိုနေ့ည၌အရေးပိုင်းမင်းဝင်ထောင်မင်းရာဇဝတ်ဝင်အိမ်များစသည့်ဂုံတရေရှိလူကြီးလူကောင်းများ၏အိမ်များမှလေပတ်ပြီးကပကာသနတင်ပြီးလာခဲ့သောဥပေတို့သည်တမတ်နှစ်ယောက်နှင့်သမီးများမှာမိမိအိမ်အသီးသီးတို့တွင်ဝင်၍နေရခဲ့ကြသဖြင့်တမတ်အကြီးလောင်းမောင်တန်းညွန့်နှင့်နှစ်ယောက်ထဲချီခင်ဥပေါရောင်မိရောက်ရာစကားများကိုပြောကြားကြလျက်ပြန်ခဲ့ကြလေ၏ဟဲ့ကလေးမဘာပြုလို့အညောင်းခံနေရတယ်လဲ17နာရီတောင်ထိုးပြီအင်ကြီးလက်ကပန်းကလေးလက်ဆက်မသက်သေးလို့ဆက်ပြီးထိုးနေတယ်ဥပေတို့မှာကာလဘူတာဖြစ်သည့်အားလျော်စွာကဲဘေဘေတော့လမ်းလျှောက်ရလွန်ညောင်းပေါ့အိယာဝင်လိုက်အောင်မယ်မောင်တန်းညွန့်လည်းမအိတ်ချင်သေးရင်မတ်တန်းနှင့်စကားပြောနေကြအောင်ဟုပြောကြပြီးအခန်းတကားပိတ်လေ၏ဟေးရှင်းမအညောင်းမခံနဲ့လာကွမင်းအလုပ်တွေချထားလိုက်ပါဦးစကားပြောနေတာကောင်းပါလေကွအမိရေဟုချင်းအောင်တဲ့နှင့်ပါချင်းအ၍ပြောလေ၏မတ်တန်းသည်မောင်တန်းညွန့်၏ဇက်ကိုနှိမ်၍မျက်နာချင်းခက်ကအုံမပါသည့်စီမန်းကာရတဲ့နှင့်ညစ်နေပြီးကိုတန်းရဲ့ကျမအခန်းကိုလိုက်ခဲ့အောင်ပြောစရာတွေရှိသေးတယ်သိလားကဲလာသွားမယ်ဟုနှစ်ယောက်တွဲ၍ထသွားကြလေထိုည၌ချစ်ခင်သူနှစ်ဦးမှာဤအရာမျိုး၌မကြုံဘူးသူများဖြစ်သည့်အားလျော်စွာအနောက်ရှက်မရှိဗဂတိလွတ်လပ်စွာတွေ့ကြသဖြင့်တယောက်၏အလှကျက်တရေကိုတယောက်ကြည့်ရှုကာမေတ္တာပွားကြ၍အာမရနိုင်ကြပဲပွေကားပိုက်ကားမယိုးနိုင်သည့်စကားမစုံနိုင်သည့်စကားတို့ကိုပြောကြားကနေရညာလေအာမရနိုင်မကြည်နှကြနိုင်ပြီဘယ်နေရာကဘာလိုနေသည်ချွတ်ယွင်းနေသည်ကိုလည်းမသိရလူလီသည်ရှိသမျှကိုစဉ်းစားကြည့်ရင်ညောင်းလာသဖြင့်လျောင်းကလှည့်လိုက်ကြလေ၏မကြမီဝိုင်းရကျိုးနှစ်ချောင်းကိုတစ်ချောင်းတည်းလိန်ထားတဲ့ကဲ့သို့တသားလေးကပ်နေသောအဖိုးအမအချစ်တဲ့နှစ်ပါးသည်ကစားပါများတဲ့ကရင်အားပြူစားလိုက်ရာအဝိညာဏကကရင်သည်တဝိညာဏကအရှင်အလားလှုပ်ရှားစာပြုလေ၏ဤကဦးတန်းညွန့်နှင့်ဒေါ်တော်တန်းတို့၏အစမ်းသက်မင်္ဂလာဆောင်ခြင်းဖြစ်ပေလိမ့်မည်အိမ်သူအိမ်သားအားလုံးတို့သည်မောင်တန်းညွန့်ကိုများစွာကျေးဇူးတင်ကြလေ၏အဘေကြောင့်ဆိုသောမတ်သိန်းဤနှုတ်ထွက်လေးပေါက်သည်ယာဟုတောင်မှတိုက်ခတ်သည့်လေးနီချမ်းအဖြစ်မှဖြင်းညင်းစွာတိုက်ခတ်သည့်လေးပြေးလေးညင်းအဖြစ်သို့အလူအလျောက်ပင်ပြောင်းသွားသည်မှာတန်းညွန့်ဤအရှိန်ဝါကြောင့်ပင်သည်မတ်တန်းသည်မင်္ဂလာမဆောင်မီကပင်မောင်တန်းညွန့်ကိုများစွာဂရုစိုက်၏မောင်တန်းညွန့်ဤခင်မခင်စိန်အကြောင်းကိုလည်းအမြဲကြားရောင်လျက်လင်းသားများကိုပြုစုအပ်သောဝိတ္တရား၅ပါးအနက်အချို့အဝက်ကိုအထင်ရှားပြုစု၏အချို့အဝက်ကိုမင်္ဂလာမဆောင်ရသေးသဖြင့်တိတ်တခုပြုစု၏ညီမဖြစ်သူမှတ်သိမ်းနှင့်မှတ်တောင်းတို့ကိုလည်းမိမိတို့လင်းသားများကိုဝိတ္တရားအတိုင်းပြုစုရမည်ယူသေးရမည်သူတို့သဘောမကျတာမလုပ်ရဘူးစသဖြင့်တတိတရားရသည့်သူပမာဖြင်းညင်းစွာဆုံးမလေမှတ်သိမ်းနှင့်မှတ်တောင်းတို့မှာကမတ်တန်းဤစိတ်ပြောင်းလဲသွားခြင်း၏အကြောင်းရင်းကိုအထူးစဉ်းစားဖို့မလိုသိရှိပြီးဖြစ်သဖြင့်ဝမ်းထဲတွင်သာကြိတ်၍ရဲမိကြလေ၏တနေ့သောနနက်ခင်းအချိန်၌အလှပြိုကာလာသမီးတတိုက်တို့သည်ရွှေဖလားကြီးကိုပါ၍တကုံမဂဇင်းတိုက်မှအထူးမှာယူထားသော special ဖိတ်စာကက်များကမ်းလှမ်းနေသည်ကိုတွေ့ကြရလေ၏မင်္ဂလာအခမ်းအနားမှာမြန်မာနိုင်ငံတွင်ပထမတန်းမင်္ဂလာလက်ထပ်ပွဲတို့အနက်တစ်ခုပါဝင်လေ၏ကြွားရောက်ကြသူမင်းပရိသတ်တို့မှအုံအုံကျွတ်စူညံပြည့်နှံလျက်ရှိပေ၏မြမအဆွေတူရိယာဝိုင်းကမင်္ဂလာအတိအမှုတ်သချင်းများနှင့်အသုံးတော်ခံလိုက်ရာပွဲထိုင်ကြွားရောက်လာကြသူပရိသတ်တို့မှတိတ်ဆိတ်စွာနားတော်တာဆင်ကြလျက်မင်္ဂလာတို့သားနှင့်တို့သမီးတို့၏ကြက်တီအလှကိုအားမရနိုင်အောင်ချီးမွမ်းထောပနာပြုကြလေ၏ရွှေတုံးဘီအောင်သည်လည်းဤမင်္ဂလာပွဲသို့ကြွားရောက်ကြသောပရိသတ်တို့အနက်တဦးပါဝင်သဖြင့်Continental ice cream နှင့် plain cake, assorted cake, Madam Buff တို့ကိုအားရအောင်စားနိုင်တော့လဲမောင်တန်းညွတ်မတ်တန်းတို့အလှကျက်သည်ကိုမူကကြည့်ရှု၍အားမရအောင်ဖြစ်နေပြီမိမများအတွက်မြတပတ်ချုံဘဝတစ်ထည်နှင့်မှိုင်းဝေဝေပေါင်တာတပူကြစီယောက်ျားအတွက်ရွှေနှင်းစီယောက်ျားပေါင်းဘဝတစ်ထည်နှင့်အချို့မှာမြမြင့်စုရေမွေပလင်အချို့မှာလွမ်းမပြေရေမွေပလင်တပလင်စီကန်းလှမ်းသဖြင့်အင်္ဂလန်ပြည် Grey in ဝစ်လုံးအဖွဲ့ဝင်ရန်ကုန်မြို့ High Court လွှတ်တော်အစိုးရရှိနေကြီးဦးတန်းညွန့် BABL နှင့်
မင်္ဂရောဒေါ်တော်တန်းတို့ဤမင်္ဂလာလက်ဆောင်ဟုပုံနှိပ်ထားသောလက်ဆောင်အိတ်ကြီးများကိုဆွဲကားကန်ကားရွှင်ပြုံးသောမျက်နှာများနှင့်ပြန်လာကြသောပရိသတ်တစုတို့အားထင်ရှားစွာတွေ့မြင်ရလေ၏မင်္ဂလာပွဲပြီး၍3 ရက်မြောက်သောညတည၌လာသာခန်းတွင်မယားညီကို3 ယောက်တို့နှင့်တကွအပေါင်းအဖော်အစိုးရအရာရှိတချို့တို့သည်မောင်တန်းညွန့်နှင့်မတ်တန်းအကြောင်းကိုပြန်ပြောင်းကာပြောဆိုရင်မောနေကြလေ၏မောင်တန်းညွန့်ကကဲကျုပ်ညီတော်မောင်များခမရတို့ကမတ်တန်းကိုရတဲ့ကိုတန်းညွန့်တော့ခေါင်းကိုစင်းနေတာပဲလို့ဆိုတာမိမချင်းအလိမ္မာ competition ပြိုင်ပွဲလုပ်ရအောင်။အိုးဒါတော့ခမရအထင်မကြီးနဲ့လင်းကိုချစ်တာတခြားကျိုးနွန်ယွန်သေးတာကတခြားခမရစနီးကျုပ်တို့မကြီးတော်ကပြိုင်ဆန်းမပေါ်နိုင်ငံကျော်မာနတဲ့ဗျ။ကြွိချွာကွီကွာနဲ့ချွဲလုံးပြလုံးတွေများနေမှသာလင်းပြူရမယ့်ဝတ္တရားတွေကိုရိုတေးချိုးနွန်လုပ်ဖို့တော့နရက်ဘဝက်လောက်တော့ကွာပါတယ်ဗျ။ကဲကြားရဲကိုတန်းကြီးကိုတင်ရွှေရောခမရတို့ဇနီးတွေစီအစားအသောက်တစ်ခုမှာကြကျုပ်ကလည်းမှားမယ်အနာကမိတ်ဆွေတွေကတက်သေးပြုတ်ပြီးကြည့်ရှုကြပါဘာမှားကြမလဲဘာစားကြမလဲမောင်တင်ရွှေက lime juice နဲ့ plain cake မှားပြမောင်တန်းညွန့်သည်ရွှေဖားကိုခေါ်၍မတ်တန်းကိုယ်တိုင်ယူလာစေရန်မှားလိုက်လေမောင်ဘတန်းနှင့်မောင်တင်ရွှေတို့ကလည်းထိုနည်းတူမှားလိုက်ကြ၏အိမ်တွင်း၌အလုတ်များနေကြသောညီမ3 ယောက်အနက်မတ်သိန်းနှင့်မတ်တောင်းမှာအကျူးနေတော့မတိတတ်တာမအားရတဲ့အထက်ကဲကိုရွှေဖားယူသွားလိုက်ပါတွားမပူအားဘူးဒီမှာဖြင့်ကိစ္စတွေကိုရှုပ်လို့ထမိန်ပေါက်တောင်မလဲအားဘူးမတ်တန်းမာမူကမိမိလှုပ်ရှားရှိသည်များကိုအသာထား၍အော်ကိုတန်းညစာလည်းတိတ်မစားနိုင်ရှာဘူးငါကိုယ်တိုင်ကျွေးမွေးတာကလေးမှစားချင်ရှာတယ်ဟုအောက်မေ့ပြီးဖန်ခွက်အတွင်းရေခဲထည့်၍ကိုတန်းဟာဘဲလိုင်းဂျူးစ်များတောက်ချင်ပါလိမ့်မလဲဘီလက်ရည်လားအဖျော်ရည်လားဟုစိတ်ပိုင်းဖြတ်၍မရသည်နှင့်ငွေလင်ပန်းတစ်ချက်ပေါ်တွင်ဘီလက်ရည်ပလင်းအဖျော်ရည်ပလင်းကိတ်မုံပကံနှင့်ရေခဲထည့်ပြီးဖန်ခွက်ပါတင်၍ယူသွားလေ၏ရွှေဖားသည်ရေခဲမပါသောဘီလက်ရည်ဖန်ခွက်2 ခုကိုကိုင်း၍မမသိန်းနဲ့မမတောင်းတို့ကမအားလို့မလာနိုင်ဘူးတဲ့ဖေဟာကျွန်တော်မျိုးကိုတောင်ဆူလွတ်လိုက်သေးတယ်ဟုပြောပြီးမောင်ဘတန်းနဲ့မောင်တင်ရွှေတို့ရှေ့တွင်ချထား၍ထွက်သွားလေမောင်တင်ရွှေကအင်းခုနေတော့ကျုပ်တို့2 ယောက်ကရှုံးပြီခမရအလေကြီးရအောင်ပါပဲတရီဝင်းများကြနေအောင်မလားဟုပြောလိုက်ရာအားလုံးကုန်း၍ရေမောကြပြန်လေမတန်းသည်ချက်သည်ရှိသောမျက်နှာနှင့်ငွေလင်ပန်းကိုကင်လျက်ထွက်လာရာဧပရိသတ်များကဝိုင်း၍ကြည်ကြသည်နှင့်အနှဲငယ်ရှူတူရှန်တန်ဖြစ်သွားတော်လဲမျက်နှာကိုအိန္ဒြေမပြတ်စေပဲမောင်တန်းညွန့်ဤရှိတွင်လင်ပန်းကိုချထားလေ၏မောင်တန်းညွန့်သည်ဝိုင်း၍စကားပြောနေကြသူမယားပြိုင်ဘက်ညီကို2 ယောက်နှင့်သက်သေးတစုတို့ဤမျက်နှာများကိုတယောက်စီဘဲနဲ့လေပြကျုံမယားဟူသောအနေမျိုးနှင့်ပြုံးစီစီကြည့်ရှုလေ၏အားလုံးသောမျက်နှာတို့ကလည်းဟုတ်ပါဟူသောမျက်နှာမျိုးနှင့်မချိုမချင်လုံနေကြလေ၏ဘီလက်ရည်ကောင်းတယ်မတန်းသည်ဖြောင်းကနေဖွင့်၍ငှဲ့ပြီးလင်းမောင်တန်းညွန့်ကိုယူသေးစွာပေးပြီးနောက်မုံများကိုဓာတ်နှင့်လှီးလျက်ပကံပြားတွင်အသင့်ထည့်ထားလေ၏ရင်ကောင်းများမနာစေရန်စောင့်စား၍ရက်ခတ်နေရှာလေ၏ကိုတန်းပလင်းကိတ်မကောင်းဘူးလားမကြိုက်ရင်အဆော့တက်နဲ့မတ်တွန်ဘတ်သွားယူလိုက်မယ်တော်ပြီယူသွားပါတော့ဟုပြောပြီး secret တလေးကိုထုတ်၍ပါဇက်တွင်တက်လိုက်ရာမတ်တန်းသည်ဖြက်လက်စွာရွှင်ပြုံးသောမျက်နှာနှင့်မိချစ်ဆန်တဆန်ကိုချစ်၍မိတို့ပေးသဖြင့်မောင်တန်းညွန့်သည်အားရပါရဖွာပြီးမိကိုယ်လုံးကိုလက်ဝဲဘက်ပစောင်းမှရှူကနေမှုတ်ထုတ်ပြီးနောက်ဧည့်သည်တွေကိုဘီလက်ရည်တို့မုံတို့ပို့ပါအောင်ဟုတ်ကဲ့ပို့မလို့ပြင်ထားပါတယ်ဟုပြောပြီးအတွင်းသို့ဝင်သွားလေ၏မကြမီမတ်သိန်းနှင့်မတ်တောင်းတို့ကမိမိတို့လင်သားများကိုဝိတရားမကြည်သောကြောင့်မတ်တန်းကတောက်တီးမြည်တူ၍အပြစ်တင်စကားပြောပြီးအဘဖြစ်သူဥပေတိုးကိုပါတိုင်ကြားနေသောအတန်ကိုအပြင်ကပရိသတ်မှနားဆက်ကြားရလေတော့တဲ့ဘဲနဲ့လေဗျညီတော်ပေါင်းများညီရဲ့ကြားရဲ့မဟုတ်လားမကွာလား2 ယောက်တန်းပြိုင်ဖြင့်ခမည်းကအင်မတန်ကန်ထူးပြီးတကူဗျဟုအားလုံးကဝိုင်း၍ဒါဖြင့်ကန်ထူးပေါ်ဟုပြောပြီးအုံကနေရေမောကြလေဒီလိုပါဗျာပေါ်လာစနကသမီးတော်တီဝလိဒေဝီဟာစစ်သူကြီးတို့ရွှေတိုက်ဆိုးတို့စတဲ့သူတွေကိုညှင်းဆဲနိုင်ပေမဲ့အလောင်းတော်မဟာစနကကြတော့ပျော့သွားရတယ်မဟုတ်လားဗျမှန်ပါပေတဲ့ဖိုးကန်ထူးရဲ့ဟုပြောဆိုရင်မောကစားတောက်ကြပြီးနောက်ညစ်တဲ့သဖြင့်
အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြလေ၏1962ခုနှစ်ကထုတ်ဝေခဲ့တဲ့ဆရာရွှေတုံးဖီအောင်ရေးသားထားတဲ့ကန်တူးဆိုတဲ့ဝတ္ထုကတော့အခုဒီနေရာမှာပဲအဆုံးသတ်ပြီးဖြစ်ပါရဲ့ရှင်နောက်ထပ်ဘလူဝတ္ထုတွေကိုရှာဖွေဖတ်ရှုပေးစီခြင်းသေးတယ်ဆိုတာကိုလည်း comment မှတ်ထားပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်